အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ Final လူမှုသားဖက်ဒရယ်ဖော်ဆောင်ရေးဖွဲ့ကတပ်ဖွဲ့ဝင်ဖြစ်ပါတယ်ဒီကျွန်တော် Federal Democracy မြန်မာနိုင်ငံတစ်ကိုတည်ဆောက်နေတဲ့ဒီကာလမှာဒီကျွန်တော်မကြကြားလေးရှိတာဖွင့်နှွေးလေးရှိကြတဲ့ဟာတော့ဒီအာဏာခွဲဝေမှုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ Federal Democracy Federal စနစ်စတဲ့အကြောင်းအရာတွေဖြစ်တယ်ဒါပေမဲ့ဒီဖွင့်နှွေးပွဲတွေဖွင့်နှွေးမှုတွေကြားထဲမှာကျွန်တော်တို့ကြားနေတဲ့စကလုံးတစ်ခုရှိပါတယ်အဲ့ဒါကတော့အနာဂတ် Federal Democracy ပြည်တော်စုဟာဘယ်လိုလူတွေနဲ့သက်ဆိုင်တယ်လဲဘယ်သူတွေပါဝင်လဲဒီမေးခွန်းဖြစ်ပါတယ်အဲ့တော့ရိုဟင်ဂျာအပါအဝင်လူနည်းစုတွေရဲ့အရေးအဒီလူမျိုးတစ်ခုတစ်ဖွဲ့ဒေသတစ်ခုရဲ့ရေးကိစ္စတစ်ခုလည်းမဟုတ်ဘူးဒီကျွန်တော်တို့ရဲ့ဒီနိုင်ငံတည်ဆောက်မှုဖြစ်စဉ်တွေမှာလူနည်းစုပါဝင်ရေးအတွက်အရေးကြီးတဲ့မေးခွန်းလည်းဖြစ်ပါတယ်ဒီမေးခွန်းတွေကိုကျွန်တော်တို့ဘယ်လိုမျိုးဖြေမယ်ဆိုတာဟာမြန်မာနိုင်ငံတစ်ကိုဘယ်လိုတန်ဖိုးတွေနဲ့ဘယ်လိုဖန်နှုံးတွေပေါ်မှာတည်ဆောက်မလဲဆိုတာအခြေခံပေါ်မှာတိုက်ရိုက်သက်ဆိုင်နေပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ဖွင့်ပွဲမှာကျွန်တော်တို့ရိုဟင်ဂျာရေးကိစ္စတစ်ခုလည်းမဟုတ်ဘဲနဲ့မြန်မာနိုင်ငံတစ်လူဖွဲ့စည်းတစ်ရဲ့အားလုံးပါဝင်မှုဒန်းတူညီမျှမှုနဲ့တရားမျှတမှုအကြောင်းတွေကိုကျွန်တော်တို့ဖွင့်သွားမှာဖြစ်ပါတယ်ဒီကနေ့ဖွင့်ပွဲမှာကျွန်တော်တို့ပါဝင်ပေးတဲ့သူတွေကတော့ဆမတော်ဗာလီတရားလွှတ်တော်ရှိနေအပြည်ပြည်ဆိုင်ရာဥပဒေများကော်မရှင် ICJ International Commission of Jurists မှာဥဆောင်ပါဝင်လှုပ်ရှားနေတဲ့ဒီဆမဖြစ်ပါတယ်ပြီးတဲ့အခါကျဆရာကိုဖီတူမောင်ပပဲတဲ့မျိုးတော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖီယာပေးအဖွဲ့ဝင်ဖြစ်ပါတယ်ပြီးတော့ဆရာကိုထွန်းကင်အာဂန်ရိုဟင်ဂျာအမျိုးသားကောင်စီရဲ့ဥက္ကဋ္ဌBurmese Rohingya Organization UK Brock ရဲ့ဥဆောင်သူလည်းဖြစ်ပါတယ်အဲ့လိုပဲဒီအကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာခုံရုံးတွေမှာတရားစွဲနိုင်ဖို့အတွက်ဥဆောင်ကြိုးစားလှုပ်ရှားနေတဲ့တက်ကြွလှုပ်ရှားသူလည်းဖြစ်ပါတယ်အဲ့တော့ဒီဆရာတို့ဖင်မတို့အားလုံးအရင်ကမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပြပါခင်ဗျအဲ့တော့ကျွန်တော်တို့ဒီကနေ့ဖွင့်လွှင့်မဲ့ခေါင်းစဉ်ပေါ့နော်ဒီဖယ်ချင်းချင်းမှဒီပူပေါင်းတိဆောက်ချင်းစီတို့ဆိုတဲ့ခေါင်းစဉ်ပေါ့နော်ဘာကြောင့်မို့ဒီခေါင်းစဉ်ကိုကျွန်တော်တို့ဖွင့်လွှင့်ဖို့အတွက်ဒီတွားကြတာလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီ Federal Democracy ရေးကိစ္စနော်ဒီ Federal ဒီ Border Federalism တိဆောက်ရေးကိစ္စဖားတဲ့ကိစ္စတွေမှာကျွန်တော်တို့ဒီကာလတွေမှာမကြကြားရတာဆိုလို့ရှိရင်အာဏာခွဲဝေမှုကိစ္စအခြေခံဥပဒေဆိုင်ရာကိစ္စ Federal စနစ်Border Federal စနစ်ဖားတဲ့ဟာတွေကိုကျွန်တော်တို့ဒီအမြဲတမ်းပြောနေကြကြားကြရတယ်ပေါ့ဒါပေမဲ့အဲ့ဖွင့်လှစ်မှုတွေအားလုံးထဲမှာကျွန်တော်တို့လူကြားကြားရတာနည်းတဲ့ကိစ္စပေါ့နော်အဲ့ဒါတော့ဒီအစ်စ်ပေါ်လာမဲ့နိုင်ငံတစ်ဟာဘယ်သူတွေနဲ့တက်ဆိုင်လဲအဲ့နိုင်ငံတစ်မှာဘယ်သူတွေပါမှာလဲဒါနဲ့ပတ်သက်ပြီးတော့ဖွင့်လှစ်တဲ့ကိစ္စတွေကျွန်တော်တို့တိတ်ပြီးတော့တွေးရလိမ့်မရှိဘူးအဲ့တော့ဒီကျွန်တော်တို့ဒီရိုဟင်ဂျာအရေးကိစ္စလို့ပြောလိုက်လို့ရှိရင်လူတွေကထင်ကြတာဒါရခိုင်ကိစ္စရခိုင်နဲ့ရိုဟင်ဂျာကြားပြဿနာလူနည်းစုပြဿနာစားတဲ့ဟာမျိုးတွေပဲတွေးကြတာမျိုးတွေရှိတယ်ပေါ့ဒါပေမဲ့ဒီရိုဟင်ဂျာမေခွန်းဟာနော်ဒီရိုဟင်ဂျာတွေရဲ့ဒီလက်ရှိအခြေအနေရိုဟင်ဂျာဆိုင်ရာကိစ္စဟာနော်ကျွန်တော်တို့ဒီအစ်စ်ပေါ်လာမယ့်နိုင်ငံအစ်စ်မှာဘလို့လူတွေကိုပေးပါမှာလဲဘလို့တန်ဖိုးတွေနဲ့ဘလို့ဖန်နှုံးတွေနဲ့ဘလို့လူဖွဲ့စည်းတဲ့ကိုကျွန်တော်တီဆောက်မှာလဲဆိုတော့ဒီ Federal ဆိုင်ရာမေခွန်းတစ်ခုလဲအခြေခံကြတဲ့မေခွန်းတစ်ခုလဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီကနေ့ကျွန်တော်ဖွင့်လွှင့်မဲ့ဖွင့်လွှင့်ပွဲကဒီရိုဟင်ဂျာရေးကိစ္စတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံအသစ်ရဲ့တော့တန်ဖိုးတွေဖန်နှုံးနေနဲ့ကျွန်တော်တို့ရဲ့ amazing ဖြစ်တဲ့အနာဂတ်ဒီလွတ်လပ်ပြီးသားနိုင်ငံအသစ်တစ်ခုအတွက်ကိုကျွန်တော်တို့ဘယ်လိုမျိုးတွားကြမလဲဆိုတော့တန်းတူညီမျှရေးတရားမျှတရေးလွတ်လပ်ရေးဒီကိစ္စတွေပေါ်အခြေခံပြီးတော့ကျွန်တော်ဖွင့်လွှင့်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆရာကိုဖီဒမောနေပြီးတော့ကျွန်တော်စပါမယ်ကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးကဒီဖေရနာရှင်ဖြုတ်ချဖို့အတွက်ဖေရနာရှင်ကိုကျွန်တော်တို့ဒီစိန်ခေါ်နိုင်ခဲ့တယ်အခုလက်ရှိထိလည်းကျွန်တော်တို့ဒီဖေရနာရှင်ဖြုတ်ချရေးအတွက်ကျွန်တော်တို့ဒီစူးစမ်းနေကြတဲ့ဒီလှုပ်ရှားမှုတွေရှိနေရှိတယ်ပေါ့အဲ့တော့ဒါပေမဲ့ဒီလက်ရှိတွားနေတဲ့နိုင်ငံကြီးတော်လှန်ရေးအခင်းချင်းကဖေရနာရှင်ဖြုတ်ချရေးတွေမဟုတ်ဘဲနဲ့ဒီလူနည်းစုတွေရဲ့ပါဝင်မှုတော့ဒီလက်ရှိရိုဟင်ဂျာတွေရဲ့အခြေအနေဒီဖယ်ကျင်ခံထားခဲ့ရတဲ့နှစ်ပေါင်းများစွာဖယ်ကျင်ခံခဲ့ရတဲ့ဒီလူနည်းစုတွေရဲ့အခြေအနေပေါ်မှာရောဘယ်လောက်ထိထင်ဟပ်ပြီလဲဒီလူတွေအားလုံးပါဝင်ဖို့အတွက်ကိုဒီအခွင့်အလမ်းတစ်ခုအနေနဲ့ရောဒီလူဦးတော်လှန်ရေးကပေါ်ဆောင်နိုင်ပြီလားဆိုတာကိုလည်းကျွန်တော်သိချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အခုလိုမျိုးဖိတ်ခေါ်ပြီးတော့ဒီ season လေးကိုစီစဉ်ဆောင်ရွက်ပေးတဲ့ဆိုင်နယ်ကြီးအဖွဲ့ကိုပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့နဲ့တူရှိနေတဲ့ဒီမှာရှိတဲ့အကိုတွေမတွေရောပေါ့ဆိုတော့ပထမဆုံးကျွန်တော်ຫນွေဦးတော်လှန်ရေးကာလမှာကျွန်တော်တို့ဒီ
ဟိုငိမ့်ညမ်းစွာနဲ့ပေါ့နော်ကျွန်တော်ဆန္ဒပြခဲ့တဲ့ကြွေးကြော်တန်တွေတိုင်ခဲ့တဲ့ကာလကိုကျွန်တော်တွက်ပြန်ပြီးအမှတ်ရမိတယ်အဲ့ဒီကာလတော့ကျွန်တော်တို့အားလုံးကတကယ်တော့ဟိုတောင်တန်းပြည်မှမခွဲကြငါတို့ဟာနိုင်ငံသားဆိုတဲ့ကြွေးကြော်တန်တွေလည်းလူငယ်တွေကြားမှာအဲ့ဒီ slogan ရှိခဲ့ဘူးတယ်ဗျအဲ့လိုပဲငါတို့အားလုံးဟာဖိနှိပ်ခံနေရအတူတူပဲဆိုတဲ့ဒီဟိုကြွေးကြော်တန်တွေလည်းရှိခဲ့ဘူးတယ်ပြောချင်တာကျွန်တော်တို့ကဆရာနာရှင်စနစ်ရဲ့ဆိုးရွားလာတဲ့ဒီအုပ်ချုပ်ရေးစနစ်အောက်မှာငါတို့အားလုံးဟာရုန်းကန်လှုပ်ရှားမှုအတူတူရုံးမှနိုင်ငံတစ်ခုကိုထူထောင်နိုင်မယ်ဆိုတော့ယုံကြည်ချက်နဲ့ကျွန်တော်တို့ဒီခီးကိုဆက်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ခုအရင်တော့ဗျာကျွန်တော်တို့ဟိုဒီကျွန်တော်တို့မြို့တွေနဲ့ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာဆိုးဆိုးရွားနဲ့လူခွင့်ရေးတွေချိုးဖောက်တာတွေဟာလာဒီရွာလုံးကျွတ်မိရှို့တာတွေနောက်ပြီးတော့မရင်းချင်းတပ်ဖြတ်မှုတွေကစစ်တပ်ကရဲရဲဆက်ဆက်နဲ့ရန်ကားခဲ့တယ်ဆိုတာကိုဟိုတိကြားရုံလောက်ပဲတိကြားခဲ့ရပေမဲ့လို့တကယ်တမ်းလက်တွေ့ဒီမြို့လေကောင်ဆန္ဒပြပွဲတွေမှာတော့ရဲရဲဆက်ဆက်နဲ့ခေါင်းတွေကိုပြစ်ခတ်တပ်ဖြတ်တာဟာလာဟိုတကယ်ဟိုညဆိုလို့ရှိရင်ဖန်မနဲ့ဆိုအလောင်းပို့ဆိုတဲ့ဆူဆူရလူခွင့်ရေးချိုးဖောက်မှုတွေကိုကြုံလာတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့မျိုးဆက်လောက်ကတော့ဗျာဒီအခြေအနေကိုကျွန်တော်ကြုံမှုတယ်ကျွန်တော်က2009မှာလည်းပါခဲ့ဘူးတော့ရှူအောင်ဒေါ်လာရေးမှာကျွန်တော်တို့ဒီစစ်တပ်ရဲ့ဘယ်လိုရက်ဆက်ရန်ကားရဲဆိုတာဟိုကိုယ့်ရဲ့တကယ်ဗုဒ္ဓဘာသာဘုန်းကြီးကိုတော့မှပဲခေါင်းရိုက်ခွဲဖို့ဝင်မလေးဘူးဟာလာဒီတနတ်နဲ့ပြတ်သက်ဖို့ဝင်မလေးတဲ့ဒီအာနာရှင်စနစ်ရဲ့အမှုကျင့်ကကျွန်တော်တော့မထူးဆန်းဘူးပေါ့နော်ဒါပေမဲ့လို့ဒီဘက်ကာလမှာ generation Z လို့ခေါ်တဲ့မျိုးဆက်တစ်ဆက်စာရွယ်ရောက်သွားတဲ့လူငယ်တွေကြားထဲမှာကြတော့သူတို့ကိုယ်တိုင်ကြုံနေရတာဖြစ်သွားတယ်အရင်တော့ကျွန်တော်တို့လူငယ်တွေကြားထဲမှာဒီသတင်းချက်လက်နဲ့ပတ်သက်ပြီးတော့ဟိုတိမှုတော့အားနေခဲ့လိမ့်မယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကြုံရတဲ့အခါမှာတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့လူငယ်မျိုးဆက်တွေကြားထဲမှာတော့ sympathy လို့ခေါ်တဲ့ကိုချင်းစာတရားပေါ့အဲ့ဒီကိုချင်းစာတရားတော့ကျွန်တော်ထင်တယ်ရလိမ့်မယ်လို့ယုံကြည်တယ်နောက်တစ်ခုကဒီဒေါ်လာရဲ့ကြီးကျော်တန်ထဲမှာ social justice ပါတယ်လို့ကျွန်တော်ယုံကြည်တယ်လူမှုတရားမျှတမှုပြန်လည်ရရှိရဆိုတဲ့ social justice ကိုပြောကြတယ်ပြောချင်တာတနည်းအားဖြင့်ဒီတရားမျှတမှုရှာဖွေရဆိုတဲ့နေရာမှာ transitional justice ကိုလည်းလိုအပ်တယ်ဆိုတော့အခုဟိုထင်ထင်ရှားရှားကျွန်တော်ညွှန်ပြချင်တာကအခုဒီနွေဦးဒေါ်လာရေးရီမတ်ချက်6ချက်လို့ဟိုပြောလို့ရတဲ့ဒီ objective 6ချက်မှာဒီနောက်ဆုံးချက်မှာဆို TJ ပါတာဟုတ် transitional justice ပါလာဆိုတော့ TJ ပါလာတဲ့အတွက်ကြောင့်ပြစ်ဒဏ်ကနေပြီးတော့ကင်းလွတ်ခွင့်ပေးနေတဲ့ဒီယဉ်ကျေးမှုတော့ကျွန်တော်တို့လက်ခံလို့မရဘူးဆိုတော့ impunity ပေးလို့မရတော့ဘူးကျွန်တော်တို့နောက်လူအဖွဲ့အစည်းအတစ်တစ်ခုနိုင်ငံတစ်တစ်ခုကိုထူထောင်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံမှာတရားမျှတမှုရှာဖွေလုပ်ငန်းစဉ်အဲ့လိုပဲသူကသူသက်ဆိုင်ရာအဆင့်လိုက်ဒီပတ်သက်ခဲ့တဲ့ဟာတွေပေါ်မှာတော့ရည်ယူဆောင်ရွက်မှုကတော့မလွဲမသွေလိုအပ်တယ်ဒီကာလကိုကျွန်တော်ဖြတ်တန်းမှုလိုအပ်တယ်ဒါအမျိုးသားပြန်လည်တင့်မြတ်ရေးနဲ့ပါဓာတ်ရိုက်သက်ဆိုင်နေရလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်ဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်ຫນွေဦးတော်လန်ရေးကာလမှာထုတ်ပြန်လိုက်တဲ့ Federal Democracy ပြည်ညင် Charter လို့ခေါ်တဲ့ဒီ FDC ရဲ့အစိပ်ပိုင်း1မှာပါတဲ့ပြည်ထောင်စုဆိုင်ရာစံတန်ဖိုးတွေကိုကျွန်တော်နည်းနည်းလေးဟိုပြောပြချင်တယ်ပေါ့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ထုတ်ပြန်လိုက်တဲ့ FDC မှာသူ့ရဲ့ဟိုဒီအခြေခံ fundamental human right ပေါ့နော်ဒီလိုမျိုးအခြေခံလူခွင့်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ပြီးတော့ minority right လို့ခေါ်တဲ့လူနည်းစုအရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခုကဒီဒန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့ equality နဲ့ self determination ကိစ္စတွေလည်းဖော်ပြထားတာရှိတယ်ဒီလိုပဲဒီစုံလင်ကွဲပြားတဲ့အပြန်အလှန်စုံလင်ကွဲပြားမှုကိုအပြန်အလှန်လေးစားအတိမတ်ပြုရမယ်ဆိုတော့ pluralism တို့ mutual respect တို့ mutual recognition တို့ဒါမျိုးတွေကိုလည်းပြည်ထောင်စုဒီဆောက်ရေးဆိုင်ရာစံတန်ဖိုးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဖော်ပြထားတယ်ဆိုတော့နောက်တစ်ခုက non discrimination ပေါ့ခွဲခြားဆက်ဆံမှုဒီမရှိစေဖို့ပေါ့ဒါတွေကအနာဂတ်နိုင်ငံကျွန်တော်တို့အနာဂတ်လူ့အဖွဲ့အစည်းကိုတည်ဆောက်တဲ့အခါမှာဒီအခြေခံစံနှုန်းအနေနဲ့ကျွန်တော်တိုင်းပြည်ကိုထူထောင်သွားမယ်ဆိုတဲ့စိတ်ဆန္ဒနဲ့ policy မူပေါင်းတွေဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကိုဘယ်လိုမျိုးထူထောင်သွားမလဲဆိုအဲ့အခြေခံမူတွေနဲ့ပဲထူထောင်သွားရမှာပဲပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုက Federal Democracy ပြည်ညင် Charter ထဲမှာထင်ထင်ရှားရှားကျွန်တော်အနေနဲ့ကျွန်တော်လူနည်းစုဘာသာဝင်တယောက်လည်းဖြစ်တော့ကျွန်တော်တို့ခေတ်တွေကာလတွေတုန်းကဗျာဒီဘာသာရေးလူမျိုးရေးအထီးကယုံတွေဟိုဖန်တီးခဲ့တဲ့အခြေအနေတွေခေတ်တွေကိုလည်းကြုံခဲ့ဘူးတော့အဲ့မှာသူအဓိကကတော့သူဘာသာရေးနဲ့နိုင်ငံရေးကိုရောထွေးပြီးတော့အသုံးချနေတဲ့ခေတ်တွေကိုကျွန်တော်ဖြတ်တန်းခဲ့ရတာပေါ့ဖြတ်တန်းခဲ့ရတော့အဲ့မှာအခုအနာဂတ်နိုင်ငံတို့ထူထောင်တဲ့အခါမှာတော့ FTC မှာတော့ရှင်းတာပေါ့ဗျာသူက secular state ကိုသွားမယ်ပေါ့ဒီတကယ်ကိုနိုင်ငံရေးတက်ပဲဟိုဘာသာရေးနဲ့နိုင်ငံရေးကိုမရောထွေးထားတဲ့ secularism ကိုကျင့်သုံးမယ် political secularism ကိုကျင့်သုံးမယ်လို့ဖော်ပြတာတော့အဲ့ဒါကျွန်တော်တို့အတွက်တကယ်ထူထောင်နိုင်မယ်အားလုံးကြားတဲ့အားလုံးဒီတော်လိုင်းအင်အားစုတွေကြားထဲမှာအဲ့ဒီလက်ခံမှုဟာအားကောင်းစွာနဲ့အကောင့်ထဲပေါ်ဖို့အတွက်နိုင်ငံရေးစိတ်ဆန္ဒရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ထင်တယ်ဟိုအတိတ်ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုကျွန်တော်တို့
ချထားတဲ့မူတွေနဲ့တော့ကြော်လွားနိုင်လိမ့်မယ်လို့မြင်တာပေါ့နော်ဆိုတော့အတိတ်ဆိုတော့ကျွန်တော်နည်းနည်းလေးတော့နောက်ကျောင်းပြန်ပြီးတော့ပြောကျင်တယ်ပေါ့ဘာလဲဆိုတော့2012ကနေပြီးတော့ဒီဘက်ကာလကိုကျွန်တော်so called reform လို့ပြောကြတာကိုအသွင်ကူးပြောင်းရေးဒီမိုကရေစီအသွင်ကူးပြောင်းနေတယ်လို့ပြောကြတယ်ဒါပေမဲ့အဲ့ကာလတွေထဲမှာမြို့သားပြန်လည်သိမြတ်ရေးကိုဖော်ဆောင်ခဲ့ကြတဲ့အချိန်မှာကျွန်တော်ထင်တယ်2012ကနေ2015ကာလ15ကနေ20ကာလ MPC ခေတ် NRPC ခေတ်ပေါ့အဲ့ခေတ်နဲ့ခေတ်ကိုကြည့်လိုက်လို့ရှိရင် तू ကတနက်တွေကင်ပြီးလက်နက်ကင်တိုက်နေတဲ့ဒီအင်အားစုတွေကြားမှာပဲစိတ်ဆက်ဆွေးနွေးရေးငြိမ်းချမ်းရေးပဋိပက္ခဖြေရှင်းရေးဆိုတာကို तू ကဥတီပြီးတော့ဆောင်ရွက်ခဲ့တယ်တကယ်တော့ကျွန်တော်နိုင်ငံမှာတနက်တွေကင်ပြီးတော့တိုက်နေတဲ့ဒီအဖွဲ့အစည်းတွေကြားမှာပဲဒီပဋိပက္ခဖြစ်နေတာမဟုတ်ဘူးမငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းဖြစ်စေဖို့အတွက်ကိုအမုန်းတရားတွေရှိနေတယ်ခွဲခြားဆက်ဆံမှုတွေရှိနေတယ်နှိမ်ချစော်ကားမှုတွေရှိနေတယ်ဒီလိုအချက်တွေကိုမကင်တွယ်နိုင်သေးသည့်ဥပဒေရပေါ့နော်မကင်တွယ်နိုင်သေးသည့်အစိုးရတွေရဲ့စိတ်ဆန္ဒအရပြက်ပြက်တသားဆောင်ရွက်နိုင်မှုမရှိသေးသေးရတော့ကျွန်တော်တို့လူဖွဲ့တည်ငြိမ်းချမ်းတဲ့လူဖွဲ့တည်ဖြစ်မှာမဟုတ်ဘူးအဲကြောင့်တခါလေရရင်ကျွန်တော်တို့ညှိုးပါတယ်တကယ်တော့ national reconciliation နေမဟုတ်ဘူး religious reconciliation တော့လိုသလားပေါ့နော်ဒီလိုလေးတော့ကျွန်တော်တွေးမိတယ်ဘာသာရေး interfaith program တွေများများလုပ်ပြီးတော့တယောက်နဲ့တယောက်တိနားလည်မှုတွေတိုးမြင့်ရင်းနဲ့ပေါ့နော်ဘာသာတရားတွေရဲ့အဆုံးအမတုံတင်မှုအောက်မှာငြိမ်းချမ်းစွာဒီလူဖွဲ့စုဘယ်လိုနေသွားရမယ်ဆိုတဲ့ program တွေကလည်းလိုတယ်ဒါကြောင့်လဲကျွန်တော် secularism ဆိုတာကိုဒီဘက်ကာလမှာအားကောင်းကောင်းနဲ့ပြောလာကြတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်အနေနဲ့ပြောချင်တယ်နောက်တစ်ခုကတကယ် secularism ကိုသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်တယ်ဒီဘာသာရေးလူမျိုးရေးကိစ္စတွေအပေါ်မှာအခြေခံတဲ့အမုန်းတရားတွေကိုကျွန်တော်ရှော့ချသွားပြီးတော့ငါတို့အားလုံးဟာဖိနှိပ်ခံတွေပဲအတူတူပဲဖြစ်တယ်ငါတို့တိုင်းပြည်ကိုဒီမှာအမိတင်းနေထိုင်နေတဲ့ရှေ့ရခင်တွေကရှိနေတဲ့သူတွေအားလုံးနဲ့နိုင်ငံသားအခြေခံတကယ်ကိုဒီ citizenship ပေါ့နော်ဒီတကယ်ကိုနိုင်ငံသားကိုအခြေခံတဲ့နိုင်ငံတိဆောက်တဲ့ဟာမျိုးကိုကျွန်တော်ကပို့ပြီးတော့ဖြစ်စေချင်တယ်ပေါ့ဟုတ်ကဲ့ဒီလောက်ပါဟုတ်ကဲ့ကိုဖီမောင်ပြောသွားတဲ့မှာတော့ဒီကျွန်တော်မှတ်မိလိုက်တာဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီတိုင်းပြည်တည်ဖောက်ဖို့အတွက်ဒီခြေခံတန်ဖိုးတွေဖန်ထုံးတွေ fashion တွေဒါတွေမှာတော့အားလုံးပါဝင်ရေးမှုအားလုံးပါဝင်ဖို့အတွက်အခုထိလည်းဒီတွားခဲ့ပြီးသားခြေလှမ်းတွေတော်တော်များရှိခဲ့ပြီးသွားပြီပေါ့အဲ့တော့ဒီလာမယ့်နာခဲ့နိုင်ငံတစ်မှာတော့ဒီလိုဟာတွေမရှိဖို့အတွက်ဒီလိုမခွဲခြားဆက်ဆံမှုတွေဖယ်ကျင်ခြင်းတွေမရှိဖို့အတွက်ဘူဝါဒတွေတော့ရှိနေပြီလို့ကျွန်တော်အကြံပြနားလည်လို့ရပါလိမ့်မယ်ပေါ့နော်အဲ့တော့ခုနကကိုဖီတီမောင်ပြောသွားတဲ့ဒီအချက်တွေပုံမှာဖျာကိုထုံးခင်တို့ဘယ်လိုမြင်တယ်လဲတကယ်တော့တိုးတက်ပြောင်းလဲမှုတွေမြင်သလားသို့မဟုတ်ဘယ်ဟာတွေကတော့ဒီထက်ပိုပြီးတော့QF IO5 ပြီးတော့တိုးတက်အောင်လုပ်ဖို့လိုဦးမယ်လို့များထင်တယ်လဲပေါ့ဟုတ်ကဲ့ပထမဆုံးအကိုတို့စိုင်းနိုင်ကြီးကနေဒီဆွေးနွေးပွဲကိုစီစဉ်တဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ပြီးတော့ဒီဆွေးနွေးပွဲမှာကိုစီသူမောင်နဲ့မဆာလီတို့နဲ့ပူပေါင်းပြီးပါဝင်ခွင့်ရတဲ့အတွက်လည်းအများကြီးဝန်တာပါတယ်လို့ပထမဆုံးပြောချင်တယ်ပြီးတော့ဒီမှာကျွန်တော်တို့ issue ကိုကြည့်မယ်ဆိုရင်ရိုးညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရမယ်ဘာလဲဆိုတော့ဒီမှာ2019ခုနှစ်ကိုကျွန်တော်နည်းနည်းစပြီးပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ရိုဟင်ဂျာတွေကဗျာဒီ1962နောက်ပိုင်းကတည်းကနေဒီတဖြည်းဖြည်းနဲ့ဒီစစ်အာဏာရှင်နေဝင်းကနေစခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုပေါ့နော်ဒီအဲ့ဒါကတော့2019ခုနှစ်မှာပေါ့နော် last stage နောက်ဆုံးအဆင့်လူမျိုးတုံးတပ်ဖြတ်မှုအစိုးလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်ထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့တယ်ထောင်ပေါင်းများစွာသောကျွန်တော်တို့ရိုဟင်ဂျာမျိုးသမီးတွေကိုစစ်တပ်ကနေမတင်းကျင်းခဲ့တယ်ယူအားပေါင်း390ကျော်ကိုမီးရှို့ခဲ့တယ်တတန်းနီးပါးသောရိုဟင်ဂျာကိုမောင်းထုတ်ခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာကိုတွေးလိုက်ရလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာမရှိတဲ့လောက်ပဲကျွန်တော်တို့အပေါ်မှာကိုချင်းစာနာမှုရှိတယ်ဆိုတာတော်တော်လေးကိုလုံးဝကိုမရှိတဲ့လောက်ပဲဘယ်သူမှကျွန်တော်ဘယ်အဖွဲ့အစည်းမှကျွန်တော်တို့နဲ့အတူတူရက်တည်ခဲ့တာမရှိခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့2021အာဏာသိမ်းပြီးနောက်ပိုင်းမှာကျွန်တော်တို့ခံခဲ့ရတယ်လို့ကျွန်တော်တို့နိုင်ငံမှာနိုင်ငံသူနိုင်ငံသားအားလုံးဒီလိုတော်လှန်ရေးအင်အားစုတွေစစ်တပ်ကိုစန့်ကျင်နေတဲ့အုပ်စုတွေအားလုံးတိုင်းရင်းသားလူမျိုးစုအားလုံးဒီလိုမျိုးခံနေရတာကိုကျွန်တော်တို့တွေးလိုက်တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရိုဟင်ဂျာတွေအားလုံးကနိုင်ငံတကာမီဒီယာတွေမှာရောနိုင်ငံတကာ advocacy မှာရောဒီစစ်တပ်ကဘလောက်ထိရက်ဆက်ကြမ်းကြုတ်ခဲ့လဲကျွန်တော်တို့ကိုအခုအာဏာသိမ်းပြီးတော့နောက်ပိုင်းကျွန်တော်တို့နိုင်ငံမှာဘလောက်ထိဆိုးဝါးနေတဲ့ရာဇဝတ်မှုတွေထပ်ပြီးလုပ်နေလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကမီးမောင်းထုတ်ပြခဲ့တယ်အတူတူရက်တီးခဲ့တယ်ကျွန်တော်တို့
ခံခဲ့ရတယ်လို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံတနိုင်ငံလုံးကဒီလိုခံနေရတယ်ဆိုတဲ့ sympathy ကကျွန်တော်တို့မှရှိခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့လည်းဗာတွေးလိုက်ရလဲဆိုတော့တချို့ကတောင်းပန်တာတို့အဲ့လို social media ကနေတောင်းပန်လာတာတွေတွေ့ရတယ်ပြီးတော့ရိုဟင်ဂျာတွေစစ်တပ်အောက်မှာဘယ်လောက်ထိခံခဲ့ရလဲဆိုတာကိုသဘောပေါက်နားလည်မှုတွေလေးကျွန်တော်တို့တွေ့ရတယ်လို့ပဲsocial media ပေါ်မှာအဲ့လိုအတိုင်တွေကြားလိုက်ရတယ်ဗျာတော်တော်ဝန်တာခဲ့တယ်ဒါပေမဲ့ဒီမှာကျွန်တော်တို့ကအားလုံးပါဝင်တဲ့အနာဂတ် Federal ပြည်တော်စုကိုတွားနေတဲ့နေရာမှာတရားမျှတမှုရရှိရေးဒန်းတူခွင့်ရေးရရှိဒါတွေကတကယ်ကိုလိုအပ်တဲ့ဒီတိုင်းတွားနေတယ်လို့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့ဒီကိစ္စမှာဘာတစ်ခုဖြစ်နေလဲဆိုတော့2024မှာကျွန်တော်တို့ရခိုင်ပြည်မြောက်ပိုင်းမှာArkan Army အေကနေထိန်းချုပ်လိုက်တဲ့နောက်ပိုင်းမှာကျွန်တော်တို့ကထပ်ပြီးတော့လူခွင့်ရှိုးပေါက်မှုတွေရဇဝမှုတွေခံခဲ့လိုက်ရတယ်ခံခဲ့ရတော့အကုန်လုံးကတွန်းဆုပ်နဲ့ဘယ်သူမှအတမထွက်လာခဲ့ဘူးတော်လိုင်းညီယာစုတွေရောအဖွဲ့အစည်းရောတော်တော်နေတယ်ဘယ်သူမှအတမထွက်ပေါ်တော့အဲ့ဆိုကျွန်တော်တို့သွားနေတဲ့ဟာကတစ်ဖက်မှာကျွန်တော်တို့ကပုံရံသူကိုပူပေါင်းပြီးအားလုံးကပုံရံသူကိုတိုက်ပြီးမဲ့ကျွန်တော်တို့ကလည်းဒီစစ်အုပ်စုအတွက်တရားတွေဆွဲထားတယ်တရားမျှတမှုရရှိလုပ်နေတယ်အဲဒီတရားမျှတမှုရရှိဆိုတာလေကျွန်တော်တို့ကရိုဟင်ဂျာအတွက်တက်လုပ်နေတာမဟုတ်ဘူးကျွန်တော်တို့ကတနိုင်ငံလုံးမှာဒီလိုဒီစစ်တပ်ဒီလူမျိုးတုံးတပ်ဖြတ်မှုစီရဇဝတ်မှုပြီးတော့လူသားမျိုးတွေအပေါ်မှာရာဇဝတ်မှုကျူးလွန်တာတွေအလုံးအတွက်တရားမျှတမှုရရှိနိုင်ငံသူနိုင်ငံသားအလုံးအတွက်တရားမျှတမှုရရှိအတွက်လုပ်နေတာအဲကျွန်တော်တို့ကဘုံရန်သူကိုဒီလိုအလုံးကတောင်လိုင်းအုပ်စုတွေကလည်းတိုက်နေတယ်ကျွန်တော်တို့ကလည်းတရားမျှတမှုရရှိရတဲ့နိုင်ငံတကာမှာ case တွေနဲ့လုပ်နေတယ် advocacy တွေလုပ်နေပူပေါင်းပြီးလုပ်တဲ့အချိန်မှာတစ်ဖက်မှာကျွန်တော်တို့ကိုအေးကဒီလိုလူခွင့်ရှိုးဖောက်မှုတွေရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့အချိန်မှာအတမထွက်ဘဲနဲ့တွန်းဆုံပြီးတော့မဟာမိတ်ကိုရှိနေတဲ့မဟာမိတ်ကိုဟိုပါဘောနော်ရှိနေတဲ့သူတို့မှာရှိနေတဲ့မဟာမိတ်ကိုဟိုပါဘောမဟာမိတ်ကမကြည်မနှက်ဖြစ်မှာဆိုလို့အဲ့လိုမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဒါတွေကိုကြည်ချင်းအပြင်ကျွန်တော်တို့ကတကယ်ကိုအားလုံးပါဝင်တဲ့အနာဂတ် Federal ပြည်ထောင်စုကိုတွားနေတဲ့အချိန်မှာတရားမျှတမှုရရှိဒဲဒူညီမျှမှုရရှိခဏလောက်ကဒီမှာပြောတော့တာဗာလဲsocial justice ပေါ့နော်ဒါတွေရောတကယ်ကိုရှိရလားဆိုတဲ့ဒီမေကုန်းကတကယ်ကိုကျွန်တော်အနေနဲ့ကျွန်တော်အမြင်မှာတော့တော်တော်လေးကိုစိုးရင်ရတဲ့အနေအထားမှာကျွန်တော်တွေ့ရတယ်အဲအကြောင်းဘသူပဲလူခွင့်ရှိုးပေါမှုတွေလုပ်နေဘသူပဲရာဇဝတ်မှုတွေကျူးလွန်မှုတွေလုပ်နေဒီအတန်တွေကကျွန်တော်တို့အနေနဲ့မမရက်တည်ပြီးတော့တရားမျှတမှုတွေရက်တည်ရမှာအဲ့ဒါကြမှာကျွန်တော်တို့က impunity လို့ခေါ်တဲ့ကင်းလွတ်ခွင့်ဒီကျွန်တော်တို့အမှုတွေဆွဲထားတဲ့နိုင်ငံတာဘာဖြစ်လို့ဆွဲထားတာလဲဆိုတော့ဒီစစ်တပ်ဒီနှစ်ပေါင်းများစွာကျွန်တော်တို့နိုင်ငံမှာတိုင်းရင်းသားလူမျိုးတွေရောမြန်မာနိုင်ငံသူနိုင်ငံသားအလုံးရိုဟင်ဂျာကိုလူမျိုးတို့တပ်ဖြတ်မှုသူကလုံနေတယ်တောက်လျှောက်လုံနေတော့သူ့ကိုဘယ်သူမှမထီအဝါပေါ့သူမှတရားရင်မဆိုင်ရဘူး impunity ဆိုတဲ့ကင်းလွတ်ခွင့်ကိုသူရနေတယ်အဲ့ဆိုဒီလိုလုံနေတဲ့ဟာတွေကိုရက်တန်ဖို့ကကျွန်တော်တို့မှာအတန်ထုတ်ရမယ်ဒီ impunity မရရှိစေရဘူးအဲ့ဒါတော့အရေးကြီးတယ်ပြီးတော့တရားမျှတမှုရရှိရေးဒဲလူညီမျှမှုရရှိရေးအားလုံးပါဝင်တဲ့ Federal အနာဂတ် Federal ပြည်ထောင်စုမှာတကယ်ကိုကျွန်တော်တို့နိုင်ငံသစ်တည်ထောင်တဲ့နေရာမှာဘယ်လိုဒီလိုမျိုးအတမထွက်ဘူးဆိုရင်ဘယ်လိုရှေ့ဆက်ပြီးကျွန်တော်တို့သွားလို့ရမလဲဒီမေးခွန်းတွေကကျွန်တော်မှာတော့အများကြီးထွက်လာတာပေါ့နော်ကျွန်တော်တန်တရားလေးရှိတယ်အဲအကြောင်းဒါတွေကိုကျွန်တော်တို့ကသေချာ sensitive ဖို့လိုပါလိမ့်မယ်လို့ကျွန်တော်ဒီလောက်ပြောရင်းနဲ့ Okay ကိုတို့ရင်ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့တော့Famous Valley ရဲ့ခုနကဒီကိုဖီတူမောင်လည်းပြောသွားတယ်ဒီကျွန်တော်တို့ဒီသွားနေတဲ့ direction အစ်ကတော့ဒီမူဝါဒတွေပါတယ်အများကြီးပြောင်းလဲနေပြီပေါ့ဒါပေမဲ့ကိုတို့ငယ်ဘက်ကနေလည်းဒီပြင်ဖို့ပြုဖို့ဒီထောက်ပြဖို့လိုအပ်နေတဲ့ဟာလည်းပြောသွားတယ်Famousအနေနဲ့ဒီဥပဒေရှုထောင့်ကနေပြီးတော့ဒီလက်ရှိဒီသွားနေတဲ့အပြောင်းလဲကကျွန်တော်တို့ဒီတကယ်ရောခိုင်မာနေပြီလားသို့မဟုတ်ဒီကိုတို့ငယ်ခုနကတော့ထောက်ပြခဲ့တဲ့အချက်လက်တွေရောဒါတွေကိုထည့်သွင်းစဉ်းစားဖို့လိုသလားသို့မဟုတ်တခြားဘာတွေမှထပ်ပြီးတော့ဒီ vision ပေါ့နော်ကျွန်တော်တို့ကလမ်းကြောင်းခိုင်မာအောင်ဘာတွေထပ်လုပ်ဖို့လိုဦးမယ်လို့ယူဆလဲခင်ဗျာဆင်မဟုတ်ကဲ့ရှင်
အရင်ဆုံးဒီ dialogue မှာပါဝင်ခွင့်ရတဲ့အတွက်ကြောင့်မို့အထူးပဲဝမ်းသာတယ်အထူးသဖြင့်ဒီကျမနဲ့အတူဒီဆွေးနွေးကြမယ်ပေါ့နော်ဒီဆရာနှစ်ဦးလည်းအထူးပဲကျေးဇူးတင်တယ်လို့ပြောချင်တယ်ဆိုတော့ပထမဦးဆုံးကိုစီသူပြောသွားတဲ့ဒီအချက်တွေမှာဆိုသူ principles တွေကိုသူပြောတယ်အထူးသဖြင့်ဒီ Federal Democratic Charter မှာပါတဲ့ principles တွေပြီးလေပြီးတော့အဲ့ဒီပုံမှာ response အနေနဲ့ပေါ့နော်ဒီဆရာထုံးခင်ကနေပြီးတော့မှအဲ့ဒါကဘယ်လောက်ထိလက်တွေ့ကြဖြစ်နိုင်မလဲဆိုတော့သူ့ရဲ့ doubtဒီတန်တရားဖြစ်မှုတွေမိကွန်းနေအများကြီးပေါ်ပေါက်လို့ဒီလိုပေါ်ပေါက်တယ်ဆိုတာလည်းပေါ်ပေါက်เสียအကြောင်းရှိလို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျမအနေနဲ့ဒီဥပဒေရှုထောင့်ရဲ့ပြီးလည်းပြီးသွားတော့နောက်ထပ်တစ်ခုကကျတော့ဒီ institution နဲ့ပတ်သက်ပြီးတော့ကျမအနေနဲ့ဒါလေးကိုပေါ့နော် response လုပ်ချင်တယ်သူတစ်ပြည့်ဒီကျမတို့စောနာရောကတော့ဒီကိုစီသူရောဒီကိုထုံးခင်ကပြောသွားတဲ့အထက်မှာကျမတို့ဒီ2021မတိုင်ခင်အခြေအနေတွေရယ်ပြီးတော့ဒီ2021ဒီနောက်ပိုင်းအခြေအနေတွေရယ်ကိုနှိုင်းရှင်ပြီးတော့ပြောသွားတယ်ပေါ့နော်ဒီ2021မှာဆိုရင်ကိုထုံးခင်ပြောသွားတဲ့အထက်မှာဆိုရင်ဒီ Rohingya တွေရဲ့ဒီpersecution တွေနဲ့ပတ်သက်ပြီးတော့အဖွဲ့အစည်းတွေတော်လကောင်เนาะတူတယောက်ချင်းစီနဲ့တော်လကောင်အတူရက်တီတာကိုလည်းမတွေ့ရခဲ့ရတယ်လို့ဒီ2021နောက်ပိုင်းမှာကျတော့ဒီ public apology တွေကိုပေါ့เนาะဒီ online media ကနေတဆင့်ပေါ့เนาะတွေ့ရတယ်ဆိုတော့ဒီနေရာမှာကျမအနေနဲ့ပေါ့เนาะတစ်ချက်လေးကိုဒီဟာကိုထောက်ချင်တာကျတော့ဒီ apology ဆိုတာကကျတော့တချို့ကကျတော့ဒီသူတို့မရက်တီခဲ့တဲ့အပေါ်မှာ ignorance ပေါ်မှာ apology လောက်တာတွေရှိတယ်ဒါပေမဲ့ဒီကျမတို့ကနိုင်ငံတစ်ခုအနေနဲ့ကြည့်ပြီးဆိုရင်ကျမတို့က state level ဒီ public apology ကတိတ်အရန်ရေးကြီးရယ်ဘာလို့လဲဆိုတော့တောင်းပန်မှုမရှိရင်ကျမတို့ပြောမယ်ဆိုရင်ခွင့်လွှတ်ခြင်းမရှိဘူးခွင့်လွှတ်ခြင်းမရှိခဲ့ရင်ကျမတို့ဘယ်လိုစကားပြောကြမလဲเนาะဆိုတော့ပြီးတော့နောက်တစ်ခုကိုစီသူပြောသွားတဲ့အထက်မှာဆိုကျမတို့ဒီ social justice နဲ့ပတ်သက်ပြီးတော့ပြောသွား social justice ဆိုတာကတကယ်တမ်းပြောမယ်ဆိုရင်institution ကနေပြီးတော့ဘယ်လိုပြောမလဲpolicy ကိုချမှတ်ပြီးချစ်ချင်းပြောင်းလဲသွားဖို့ကကျမတို့ဒါကမျှော်လင့်လို့မရအောင်အဲ့တခုရှိရယ်ဆိုတော့ဒီလိုမျိုးတွေပြောင်းလဲဖို့ရန်အတွက်ကကျမတို့တွေကဘယ်ကနေပြီးစပြီးလောက်ရမလဲဆိုတဲ့အခါကျတော့ကျမတို့ဒီဒီ individual အချင်းချင်းကနေစပြီးသွားရတာဖြစ်တယ်ဒါကြောင့်မို့ကျမအနေနဲ့ဒီဆရာနှစ်ဦးရဲ့ပြောကြားချက်ပေါ်မှာကျမအနေနဲ့အရင်ပနာမအနေနဲ့ထောက်ပြချင်တာကကျတော့ apology ကတိတ်အရန်ရေးကြီးရယ်မြန်မာလို့ဆိုရင်တောင်းပန်ရုံမဟုတ်တော့ဝင်ချပြီးမှတောင်းပန်ရတယ်အဲ့ဒီပုံဝင်ချတောင်းပန်ရတဲ့အကြောင်းရင်းကိုလည်းနက်နက်ရှိုင်းရှိုင်းနားလည်ဖို့လိုအပ်တယ်တချို့ကျတော့အဆင်ပြေခြင်းလို့တမန်ကရှန်ကတောင်းပန်သလားလို့တော့မြင်ရတယ်ပေါ့နော်အဲ့လိုမျိုးကကျမတို့တွေ meaningful မဖြစ်ဘူးဆိုတာကိုကျမအနေနဲ့ဒါလေးကိုပြောချင်တယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဒီ2021ခုနှစ်နောက်ပိုင်းမှာကျတော့ကျမတို့ဒီနိုင်ငံရေးအတွေးခေါ်ပိုင်းဆိုင်ရာအစပြောင်းလဲလာတာကိုကျမတို့မြင်ရတယ်လို့ပြောပြစီအရင်တော့ကကြတော့ကျမတို့ပြောမယ်ဆို Rohingya ဆိုတဲ့နာမည်ကိုနိုင်ကိုကရာဇဝမှုဖြစ်နေတာ哦เนาะတုံးနေတဲ့အဖွဲ့အစည်းတွေကအစကျမတို့တွေမှာမသိမဲပေါ့เนาะရန်သူအဖြစ်နဲ့เนาะပြီးလဲပြီးတော့illegal ပေါ့เนาะ illegal တွေကိုပဲအားပေးတယ်လို့เนาะအားပေးတရောင်ဒီလိုမျိုးတွေနဲ့ကျမတို့ကပြစ်တင်ဆွဆွဲခံရတာလည်းရှိရဖဲ့ကျင်ခံရတာလည်းရှိရပေါ့နော်ဆိုတော့ဒါပေမဲ့ဒီ2021ခုနှစ်နောက်ပိုင်းကျတော့ Rohingya ဆိုတဲ့ရက်တီတာက popularity တာမှဖြစ်မယ်လို့ကျမအနေနဲ့ဒါပေါ့နော်မှတ်ယူမိတယ်ဆိုတော့ဒါပေမဲ့ဒီနေရာမှာကျမတို့ကပြောင်းလဲဖို့ရန်အတွက်ကြံရစ်တဲ့နေရာကျတော့ကျမဘာကိုတွေ့ရလဲဆိုတဲ့အခါမှာဒီ institution နဲ့ဒီ legal culture ဒီဥပဒေဆိုင်ရာယဉ်ကျေးမှုတွေကနည်းနည်းနောက်ကောက်ကျန်နေတယ်လို့ပြောပြစေဆိုတော့ဘာလို့လဲဆိုတဲ့အခါမှာဒါကိုဥပမာအနေနဲ့ကျွန်မ၃ချက်လေးပဲကျွန်မအနေနဲ့ထောက်ပြပြစေဘာလို့ဆိုအချိန်နဲ့ limitation ရှိရခါကြတော့ပေါ့နော်ကျွန်မတို့တွေကဒီ Rohingya လို့ပြောလိုက်တဲ့အခါမှာတချို့ကဒါနိုင်ငံသားဖြစ်မှုနော်လိုတယ်ဆိုပြီးတစ်ဖွဲ့ရပြောတယ်တချို့ကြောင့်မဟုတ်ဘူးနိုင်ငံသားဖြစ်မှုဆိုတာလူမျိုးရေးပေါ်မှာမူတည်တယ်ဆိုတော့ဒါကြောင့်ဒီနေရာမှာကျွန်မအနေနဲ့ပြောချင်တာကဒီနိုင်ငံသားဖြစ်ခြင်းဆိုတာကလူမျိုးရေးနဲ့မဆိုင်ပါရစေနဲ့ဒါလူမျိုးရေးနဲ့မဆိုင်ဘူးဖြစ်တယ်ပြီးလဲပြီးနောက်တစ်ခုဘာသာရေးနဲ့လည်းမဆိုင်တာမျိုးဖြစ်ပါတယ်ဒါကြောင့်ကျမတို့တွေကဒီ institutional ပဲဖြစ်ဖြစ်ဒီ legal ဒီ culture အနေနဲ့ပေါ့နော်နောက်ကောက်ကျန်တဲ့ထဲမှာဒီတစ်ချက်ဖြစ်တယ်ဒါကြောင့်ကျမတို့ဒီ citizenship လို့ပြောတဲ့အခါမှာဒီတိုင်းရင်းသားဖြစ်ခြင်းနော်အဲ့ဒီအရာတွေကိုကျမတို့တွေဦးစားပေးတဲ့အရာလိုမျိုးကျမတို့တွေမဖြစ်ဖို့ရန်အတွက်လိုအပ်တယ်အခြေမခံဖို့ရန်အတွက်လိုအပ်တယ်ပြီးတော့ဒုတိယတစ်ချက်အနေနဲ့ကျတော့လုံခြုံရေးကိုလူခွင့်ရေးထက်ဦးစားပေးတဲ့နိုင်ငံရေးဆိုင်ရာယဉ်ကျေးမှုဒီလိုပြော security တိတ်အရန်ရေးကြည့်တယ်အဲ့လိုမျိုးပြောအဲ့လိုဆိုရင်ဒေါ်စာလေးလူခွင့်ရေးပဲအရေးကြီးတာပေါ့လုံခြုံရေးအရေးမကြီးဘူးဆိုမဟုတ်ဘူးလုံခြုံရေးလည်းအရေးကြီးတယ်ဒါပေမဲ့လုံခြုံရေးမှာလူခွင့်ရေးမရှိဘူးဆိုကျမတို့ဘယ်သူတွေကိုလုံခြုံရေးပေးနေမှာလဲနော်ဒါကြောင့်ကျမတို့လုံခြုံရေးတည်လဲလူခွင့်ရေးတည်လဲလုံခြုံရေး security ကဲ့သို့
ထပ်တူအရေးကြီးတယ်ဒါပေမဲ့ကျမတို့တွေအခုချိန်မှာကလုံခြုံရေးကိုလူခွင့်ရေးတဲ့ဦးစားပေးနေတဲ့နိုင်ငံရေးဆိုင်ရာယဉ်ကျေးမှုဖြစ်နေတာကလည်းကျမတို့နောက်ကောက်ကျနေတယ်လို့ကျမအနေနဲ့ပြောပြစေပြီးတော့တတိယတစ်ချက်အနေနဲ့ကြတော့ကျမတို့တွေကဒီမိုကရေစီလို့ပြောလိုက်တဲ့အခါမှာတချို့တော်တော်များများနားလဲတာကလူအများသဘောတူတဲ့အရာကိုဒီမိုကရေစီလို့ပြောတယ် majority rules ပေါ့နော်ဆိုတော့အမှန်တကယ်ကတော့ဒီမိုကရေစီရဲ့အနှစ်သာရကmajority rules တော့ပါကောင်းပါလိမ့်မယ်ဒါပေမဲ့ majority rules ကသာလဲပေါ့နော်လွှမ်းမိုးတာမဟုတ်ဘဲနဲ့ minority လူနည်းစုနော်လူနည်းစုကိုအကာအကွယ်ပေးတဲ့ယဉ်ကျေးမှုအလေးအထားဖြစ်ဖို့ရန်အတွက်အရန်ကိုအရေးကြီးတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်မအနေနဲ့နောက်ဆုံးအချုပ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်မတို့တွေဒီလိုမျိုးအနာဂတ်မြန်မာနိုင်ငံတော်မှာပဲဖြစ်ဖြစ်ကျွန်မတို့တွေပြောင်းလဲမှုတစ်စုံတစ်ရာကိုပေါ့နော်ဖော်ဆောင်တဲ့အခါမှာစာရွက်ပေါ်ကဥပဒေထပ်ပို့ပြီးတော့မှအရေးကြီးတာကအဖွဲ့အစည်းဆိုင်ရာယဉ်ကျေးမှုဖြစ်တယ်လို့ကျွန်မအနေနဲ့ဒီဟာလေးကိုပထမမေးခွန်းလေးကိုကျွန်မအနေနဲ့ဒီလိုမျိုး response လုပ်ချင်ပါတယ်ရှင်ကျေးဇူးပါဟုတ်Fema Valley ကျေးဇူးတင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဒီဖျာကိုထုံးခင်ဖီကိုလည်းကျွန်တော်ဟိုအလှည့်သွားခြင်းတယ်ပေါ့နော်ဖျာဒီရိုဟင်ဂျာလူမျိုးတွေကဒီကျွန်တော်တို့ဒီမြန်မာလူအဖွဲ့အစည်းတွေမှာဒီဖယ်ကျင်ခံခဲ့ရတာနိုင်ငံမဲ့ဖြစ်တာလူမျိုးတုံးတပ်ဖြတ်ခံရတာပြီးတဲ့ခါကျတော့အချမ်းဖတ်မှုပုံစံမျိုးစုံကိုနှစ်ပေါင်းများစွာဒီခံခဲ့ရတဲ့ဒီအတွေ့အကြုံရှိထားပြီးသားသူတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီခါးသီးတဲ့အတွေ့အကြုံတွေကနေပြီးတော့ဒီကျွန်တော်တို့အနာဂတ် Federal Democracy မြန်မာနိုင်ငံသစ်ဆိုတဲ့ဟာကိုဒီဖောက်ကြတဲ့နေရာမှာဒီရိုဟင်ဂျာလူမျိုးတွေကြုံခဲ့ရတဲ့ဒီခါးသီးရဲ့အတွေ့အကြုံတွေကနေပြီးတော့ကျွန်တော်တို့ဘာတွေပြန်ပြီးတော့သင်ယူလို့ရမလဲဘာတွေမဖြစ်အောင်ကျွန်တော်တို့ပြန်ပြီးတော့ရှောင်ကျဉ်ဖို့ဖင်ကျဉ်ဖို့လိုမလဲဆရာဟုတ်ကဲ့တော်ကောင်းတဲ့မိကုံးပါဒီနေရာမှာကျွန်တော်တို့ပထမအဦးဆုံးကဒီကျွန်တော်နိုင်ငံမှာဒီကျွန်တော်တို့စစ်တပ်ကနှစ်ပေါင်းများစွာနိုင်ငံသူနိုင်ငံသားအားလုံးရိုဟင်ဂျာတွေအဲ့လိုပေါ့နော်နှိပ်စက်နှိပ်ခွက်ပြီးတော့အုပ်ချုပ်လာတာဒီနေရာမှာကျွန်တော်တို့သင်္ကန်းစာယူရမှာကပထမအဆုံးကစစ်တပ်ကရည်ရွယ်ချက်ရှိနဲ့ရိုဟင်ဂျာပါဝင်လူနည်းစုတွေအတွက်အဲ့လိုလူနည်းစုတွေရဲ့အခွင့်အရေးတွေကိုဖယ်ရှားဖို့အတွက်ဥပဒေတွေထုတ်တာတွေရှိတယ်ပြီးတော့ဥပဒေတွေထုတ်တယ်ပြီးတော့လူနည်းစုအခွင့်အရေးတွေကိုဆုံးရှုံးသွားအောင်အဲ့လို institution ပုံစံမျိုးလှုပ်ထားတာတွေရှိတယ်ကျွန်တော်တို့ကစစ်တပ်ကိုစိုင်းနေတယ်ဆိုရင်အဲ့ဒါတွေပထမဆုံးအဲ့ဒီအားစားကျွန်တော်တို့စမ်းကြည့်ရမယ်ဥပမာကျွန်တော်ပြောမယ်ဆိုရင်ဗျာ1980နိုင်ငံသားဥပဒေပြီးတော့1962နောက်မှာဆိုရင်အာဏာသိမ်းပြီးနောက်ပိုင်းမှာကျွန်တော်တို့နိုင်ငံမှာ parliament democracy ခဲ့ပေါ့အားကိုကျွန်တော်တို့ပြောမယ်ဆိုရင်တကယ်ကို the most progressive time တကယ်ကိုမြန်မာပြည်အားကောင်းတဲ့အချိန်ပေါ့နော်လူလေးရပြီးစားနောက်ပိုင်းမှာအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတာတော်တော်လေးကိုရိုဟင်ဂျာတွေလည်းတခြားလူမျိုးများနဲ့နေတူအခွင့်အရေးတွေရှိခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာရိုဟင်ဂျာကိုတခါတည်းဖျောက်ပလိုက်တယ်ဗျာရိုဟင်ဂျာမြန်မာအတန်လွင့်အစီအစဉ်မှာရိုဟင်ဂျာအတန်လွင့်အစီအစဉ်တွေရှိခဲ့တယ်ရိုဟင်ဂျာအတန်ပေါ့နော်ရိုဟင်ဂျာ language နဲ့ရိုဟင်ဂျာဘာသာစကားနဲ့အဲ့လိုဖျောက်ပလိုက်တဲ့နောက်ပိုင်းတွေမှာရိုဟင်ဂျာဆိုတဲ့နာမည်ကတခါတည်းကိုမရှိတော့တာအဲအကြောင်း62နောက်ပိုင်းမှာလူတွေကတကယ်ကိုနာ general လူတွေ public တွေကရိုဟင်ဂျာဆိုတာဘယ်သူတွေလဲဆိုတော့ဘာမှမသိဘူးပြီးရိုဟင်ဂျာပြောခံလိုက်နေတာကတကယ်ကိုဘယ်လိုပြောမလဲတကယ်ကိုဟိုပါပေါ့ illegal ပုံစံမျိုးနဲ့ဖုံပေါ်တာပေါ့နော်ရိုဟင်ဂျာအတန်လေးထွက်လို့မရဘူးဆိုတော့အဲ့ဒီဦးနေဦးငယ်ဒီနောက်ပိုင်းမှာကျွန်တော်တို့ကို1980နိုင်ငံသားဥပဒေထပ်ထုတ်လာတယ်ထပ်ထုတ်လာတာကကြတော့ကျွန်တော်တို့ကိုနိုင်ငံသားအဖြစ်ကနေဖယ်ထုတ်လိုက်တာနိုင်ငံသားအဖြစ်ကနေကျွန်တော်တို့ကိုဖယ်ထုတ်ဖို့လုပ်တဲ့ရည်ရွယ်ချက်ရှိလုပ်တာတကယ်ကိုရိုဟင်ဂျာပါဝင်တခြားလူနည်းစုတွေပဲရိုဟင်ဂျာကိုတည်တာပေါ့နော်ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လေဒီ80နိုင်ငံသားဥပဒေကြောင့်ကျွန်တော်ကိုယ်တိုင်လေတက်ဟုတ်တက်ခွင့်တွေသွာလာခွင့်တွေ
ပြီးတော့တခြားအကန့်အသတ်တွေကျွန်တော်အများကြီးကြုံခဲ့ရတယ်အဲ့လိုကြတော့ဒီဥပဒေတွေကိုပြင်ဖို့ကပထမဆုံးအရေးကြီးတယ်သင်ခန်းစာပေါ့နော်ပြီးတော့တစ်ခါကျွန်တော်တို့နိုင်ငံမှာဒီရိုဟင်ဂျာတွေကိုတရားမဝင်ခိုးဝင်ဘင်္ဂလီဆိုပြီးတော့အဲ့လိုမျိုး propaganda တွေလုပ်ထားတယ်ဒီ propaganda တွေကိုကျွန်တော်တို့နားလည်ပြီးတော့စစ်တပ်ဒီကျွန်တော်တို့နိုင်ငံမှာလူနည်းစုတွေကိုဒီလိုရဆက်ဆက်လုပ်ခဲ့တယ်တရားမျှတမှုမရှိခဲ့ဘူးဒီလိုလူမျိုးတို့တပ်ဖြတ်မှုတွေလုပ်ခဲ့တယ်ဒီသင်ခန်းစာတွေယူပြီးတော့အနာဂတ်မှာဒီဟာတွေထပ်မပြတ်ပွားအောင်ပြီးတော့ဖြစ်ခဲ့တဲ့ဟာတွေမှာလည်းကျွန်တော်တို့တော်လှန်ရေးအင်အားစုဖြစ်ဖြစ်အခုဥမာဒီလို NUG ပေါ့ NUG ကိုကျွန်တော်တို့ပြောလို့ရတယ်ဒီဟာတွေကိုလက်ခံပြီးတော့ public apology ကျွန်တော်တို့တခါမှမရခဲ့ဘူးဥမာဒီလိုပြောတဲ့နေတော့ကြားတယ်ဒါကျွန်တော်ခဏလောက်ကပြောတဲ့ဟာကတော့ကျွန်တော်တို့ကတကယ်တဲ့ general public တွေ social media ပေါ်မှာပြောတယ်ဒါမဲ့တကယ်ကိုကျွန်တော်တို့သွားနေတဲ့အနာဂတ် Federal ပြည်တော်စုအတွက်ရှေ့ကိုသွားနေတဲ့အချိန်မှာကျွန်တော်တို့ကဒါကိုမမကျွန်တော်တို့ရက်တီးပြီးတော့ဩဒါကျွန်တော်တို့မှားခဲ့တယ်ဆိုပြီးတော့ဝင်ရှာတောင်းပန်ခဲ့တယ်ဆိုတာမရှိခဲ့ဘူးဥမာဗျာကျွန်တော်တို့တွေးခဲ့တယ်ကျွန်တော်တို့ကိုအိမ်ကိုမီးရှို့ခဲ့တာတို့ပြောခဲ့တာတွေကျွန်တော်တို့ကဘယ်လိုပြောမလဲဟိုဘက်ကနေတရားမဝင်ခိုးဝင်ဘင်္ဂလီတွေဖြစ်ကြတယ်ပြီးတော့အများကြီးပဲ propaganda တွေပြောမယ်ဆိုရင်ဒီကျွန်တော်အဲ့ဒီဟာကိုဒီ mind ထိုက်တဲ့ဟာတို့ကျွန်တော်တို့ကသင်ခန်းစာယူပြီးတော့ကျွန်တော်တို့နိုင်ငံမှာထပ်မဖြစ်စေရဘူးဖြစ်ခဲ့တဲ့ဟာတွေအတွက်ကျွန်တော်တို့ကဝင်ရှားတောင်းပန်တယ်အဲ့လိုမျိုးကတကယ်ကိုတော်လန်နေတဲ့အစိုးရကနေစပြီးတော့ဒါတွေကိုဒါဖြစ်ဖို့လိုအပ်တယ်အဲ့ဒါမှတကယ်ကိုတကယ် grassroots ကနေအစဒီ issue ကိုပို့ပြီးသဘောပေါက်မယ်ဒီလိုဖြစ်ခဲ့တယ်ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့ဟာကတကယ်ကိုအမှားကြီးတစ်ခုကျွန်တော်တို့နိုင်ငံအတွက်တကယ်ကိုရေရှည်မှာဒီလို issue တွေမရှိစေရဘူးဆိုတဲ့သင်ခန်းစာတစ်ခုနောက်တစ်ခုကျတော့ကျွန်တော်တို့က impunity လို့ခေါ်တဲ့ကင်းလွတ်ခွင့်ကျွန်တော်တို့ရှေ့ဆက်ပြီးသွားမယ်ဆိုရင်သင်ခန်းစာယူရမှာကစစ်တပ်က impunity ရခဲ့တယ်လို့ကျွန်တော်တို့တော်လန်နေတဲ့အချိန်မှာကျွန်တော်တို့တော်လန်ရေးအုပ်စုတွေကြားထဲမှာဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ကျွန်တော်ဘယ်သူပဲဖြစ်ဖြစ်မတရားမှုတွေလုပ်တယ်ဆိုရင်ကျွန်တော်တို့ကဒီအိမ်တော့ဟာတွေကြည့်ပြီးတော့ကျွန်တော်တို့မှာထုတ်ဖော်ပြောဆိုနိုင်ရမယ်ကျွန်တော်တို့မှာဘယ်လိုပဲကျွန်တော်တို့နဲ့ alliance ဖြစ်ပါစေမဟာမိတ်ဖြစ်ပါစေတကယ်တမ်းရှေ့ဆက်ပြီးကျွန်တော်တို့နိုင်ငံကိုအနာဂတ် Federal ပြည်ထောင်စုကိုသွားမယ်ဆိုရင်ဒီသင်ခန်းစာကလည်းအရေးကြီးတယ်မဟုတ်ရင်စစ်တပ်လိုပဲနောက်ပိုင်းကျရင်လေဒီလိုအင်အားစုတွေကနေဘာလို့ကင်းလွတ်ခွင့်တွေရနေမယ်အဲ့ဒီအတွက်ဒီကင်းလွတ်ခွင့်က impunity ပေါ့နော်ကင်းလွတ်ခွင့်ကိုအဆုံးသတ်ဖို့အတွက်အဲ့ဒီသင်ခန်းစာကိုလေကျွန်တော်တို့ယူဖို့လိုတယ်ပြောမယ်ဆိုရင်တော့အများကြီးပါပဲကျွန်တော်ဒီနေရာမှာတော့ဒီလောက်နဲ့ဆုံးသတ်လိုက်ပါဆရာကိုထုံးရင်ကျေးဇူးပါပြောသွားတဲ့အချက်တွေပေါ့နော်အဲ့တော့ကျွန်တော်ဒီ Famama Valley စီကနေပြီးတော့ကျွန်တော်အရင်ဆုံးသွားပါမယ်အဲ့တော့ခုနကတော့ဒီဆရာကိုထုံးရင်ပြောသွားတဲ့ဒီသင်္ကန်းစာတွေအချက်တွေထဲမှာတော့ဘယ်အချက်တွေကမြန်မာဒီမိုကရေစီအင်အားစုတွေအတွက်နော်လက်ခံဖို့ခက်ခဲပေမဲ့မဖြစ်မနေလက်ခံရမယ်အချက်ပြုပြင်ပြောင်းလဲရမယ်အချက်တွေဖြစ်မယ်လို့များယူဆလေးခင်ဗျာဆရာဆိုတော့ကိုထိန်ခင်ပြောသွားတဲ့အထူးသဖြင့်ဒီသင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမအနေနဲ့response လုပ်ချင်တာကကြတော့အထူးသဖြင့်ဒီမြန်မာဒီမိုကရေစီအင်အားစုတွေဒီမိုကရေစီကိုလိုလားကြတဲ့သူတွေအတွက်အခက်ခဲဆုံးလည်းဖြစ်မယ်ဒါပေမဲ့မဖြစ်မနေလက်ခံရမယ့်သင်ခန်းစာတစ်ခုကတော့ဘာလဲဆိုတော့ဒီမိုကရေစီဆိုတာက majority အများသဘောတူမှလက်ခံရမယ့်အရာမဟုတ်ဘူးလူနည်းစုကိုကာကွယ်ခြင်းဖြစ်တယ်ဆိုတော့အဲ့ဒီအရာကိုကျမတို့နားလည်ဖို့လိုအပ်တယ်အဲ့ဒါကအရင်လက်ခက်ခဲတယ်အထူးသဖြင့်နိုင်ငံတိဆောက်တဲ့အခါမှာခက်ခဲပါတယ်ခက်ခဲလို့လဲ
နော်တချို့ကျမတို့ရဲ့ struggle တို့နော်အဲ့ဒါတွေကပေါ်ပေါက်လာတာနော်ဆိုတော့ကျမတို့အရင်တုန်းကနော်ဒီအခုဒီမြန်မာဒီ democracy လှုပ်ရှားမှုအချို့တွေကဥပမာလင်းပြောရင်2021နှစ်မှရှိတာမဟုတ်ဘူးလေနော်ကျမတို့နော်ဟိုအရင်တုန်းကလည်းရှိခဲ့ကြတာပဲဆိုတော့ဒါပေမဲ့အဲ့တုန်းကကျမတို့အဲ့တုန်းက lesson ကိုကျမတို့ပြန်အဲ့တုန်းကသင်ခန်းစာကိုပြန်ပြီးတော့မှကြည့်လိုက်မယ်ဆိုတော့အဲ့တုန်းကစစ်အာဏာရှင်ကိုပဲစန့်ကျင်ခဲ့ကြတာနော်ပြောမယ်ဆိုအာဏာရှင်ပေါ့နော်ဒီ dictatorship ကိုသူတို့တွေကပြီးတော့ authoritarian ကိုဖြုတ်ချဖို့ကြိုးပမ်းခဲ့တာဒါပေမဲ့ဒီနေရာမှာကျမတို့သိဖို့ကကြတော့စစ်အာဏာရှင်တချို့တစ်ခုကိုပဲကျမတို့ target လုပ်လို့မရလူမျိုးရေးဘာသာရေးရဖယ်ကျင်မှုကိုလည်းကျမတို့တွေကဒါကိုကျမတို့ပြန်ပြီးစမ်းစစ်ရမှာဖြစ်တယ်နော်တခါတည်းကျရင်ကျမတို့တွေကနော်ဟိုဒီလူမျိုးရေးကိုအခြေခံတယ်တခါကျဘာသာရေးကိုအခြေခံပြီးတော့မှကျမတို့တချို့ discrimination လို့လည်းပြောကြတယ်ဒါပေမဲ့တချို့ကျတော့အုပ်စုဖွဲ့ပြီးတော့မှဖယ်လိုက်တာမျိုးတွေလည်းရှိတယ်တချို့ကျတော့ဟန်ပြလောက်ပဲထည့်တာမျိုးတွေရှိတယ်เนาะဆိုတော့ဒီအရာတွေပေါ်မှာကျမတို့ကလည်းစီစစ်ရမှာဖြစ်တယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကျတော့ကျမတို့ဒီအနာဂတ်ဒီ federal democracy ကိုကျမတို့တိဆောက်တဲ့အခါမှာကျမတို့ဘာတွေကိုလဲကျမတို့ကတိဆောက်ရမှာလဲဆိုတော့ထည့်ဝင်ရမှာလဲဆိုတဲ့အခါမှာ Rohingya တွေတိုင်းရင်းသားလူနည်းစုတွေပြီးတော့ဘာသာရေးလူနည်းစုတွေတခါတည်းကျရင်ကျမတို့တွေကလူမျိုးရေးနဲ့ဘာသာရေးကိုနော်ထပ်တူကြပလိုက်တာမျိုးတွေရှိရဲအဲ့ဒါကလည်းကျမတို့တိတ်ကိုခတ်ပါတယ်နော်ဒါကြောင့်မို့ကျမတို့တွေကဒါမဲ့လဲစောနာရောကတော့ကိုစီသူကတော့ပြောတယ်ကျမတို့ဒါ religious base နော် state ကိုတိဆောက်ခြင်းမဟုတ်ဘဲနဲ့ secular တိဆောက်ရမယ်လို့ပြောဒါပေမဲ့ secular state တိဆောက်တဲ့အခါမှာလဲဘယ်သူနဲ့တိဆောက်ရတာလဲလူနဲ့ပဲတိဆောက်ရတာပဲလူဆိုတာဖြစ်တဲ့အခါကျတော့တစ်ခါတည်းမှာသူတို့ရဲ့ belief တွေရှိတယ် faith တွေရှိရဆိုတော့ဒါပေမဲ့အဲ့နေရာမှာကျမတို့ကနိုင်ငံသားဖြစ်မှုတိုင်းရင်းသားဖြစ်မှုလူမျိုးရေးဖြစ်မှုကိုကျမတို့ဘာသာရေးနဲ့လည်းကျမတို့တွေမခြုံငုံမိဖို့လည်းလိုအပ်တယ်ပြီးနောက်ဆုံးတစ်ခုအနေနဲ့ကျတော့ကျမတို့ gender perspective နော် gender လို့ပြောတဲ့အခါမှာကျမတို့ LGBTIQA+ သူတို့ community ကိုလည်းကျမတို့ကြည့်ရမယ်ဘာလို့ဆိုတော့ LGBTIQA ဆိုတာကျမတို့ဘာသာကြီးတွေအကုန်လုံးမှာလည်းသူတို့ကပါနေတာပဲအဲ့မှာလည်းသူတို့တွေကဖယ်ကျင်ချင်းခံနေရတယ်ဆိုတော့ဒီလိုမျိုးတွေမဖြစ်ဖို့ရန်အတွက်ကျမတို့တွေကအာမခံချက်ပေးရမယ်ပြီးလဲပြီးသွားတော့ကျမတို့ဒီလိုမျိုးတွေမှာ all inclusive ဆိုတာကကျမတို့နှုတ်နဲ့ပဲပြောလို့မရအောင် action နဲ့ပါကျမတို့သွားရမှာဖြစ်တယ်ဆိုတော့ကျမအနေနဲ့အချုပ်အပြင်ပြောရမယ်ဆိုဒီ lesson တွေထဲမှာဆိုရင်ကျမတို့တွေကဒီလိုမျိုးလူနည်းစုเนาะအနည်းစု minority ဖြစ်တဲ့အရာကเนาะအဲ့ဒါတွေကိုကျမတို့တွေကအကာအကွယ်ပေးတဲ့เนาะဒီအကာအကွယ်ပေးနိုင်တဲ့ဒီguarantee เนาะ assurance ကိုကျမတို့တွေကအခွင့်အရေးတရဖြစ်နေကျမတို့တွေကသူတို့ကိုဖော်ဆောင်ပေးရမယ်အဲ့ဒါကိုလက်ခံဖို့ရန်အတွက်ဒီအရန်ကိုအရေးကြီးတယ်လို့အရန်တော့ခတ်ပါတယ်ဒါပေမဲ့လည်းဒါကျမတို့တွေကဒီ progressiveness အနေနဲ့ကျမတို့သွားရမှာဖြစ်တယ်လို့ကျမအနေနဲ့ response လုပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ် Okay အဲ့တော့ဒီခုနကတော့ဒီ Fema Valley ဟိုထောက်ပြသွားတဲ့အချက်တွေပေါ့နော်ကျွန်တော်ဒီ assurance လောက်ရမယ်ဒီအချက်တွေအဲ့ဒီပုံမှာဒီကိုဖီသူတို့ဒီဥပဒေပြုသမားများအနေနဲ့ရောဘယ်လိုများလုံနိုင်မလဲဘယ်လိုတရားတွေအတွက်ကိုမဖြစ်မနေလုံဆောင်အောင်မယ်ကိစ္စတွေပြီးတော့တချို့လုံနေရလည်းရှိလိမ့်မယ်ခက်ခဲနေရခက်ခဲရောဘာတွေရှိနိုင်မလဲပေါ့ပေါ့ကျွန်တော်တို့နိုင်ငံမှာကစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး Federal Democracy တည်ဆောက်ရေးဆိုတာအဲ့ဒီစာတကြောင်းထဲမှာအပိုင်းနှစ်ပိုင်းရှိတယ်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကိုတစ်ဖက်မှာစူးစမ်းနေရင်းနဲ့ Federal Democracy တည်ဆောက်ရေးဆိုတာကိုသွားနေတာဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ချုပ်ငြိမ်းရေးအတွက်ကတော့ဒါနီးနာတွေအများကြီးရှိတာပေါ့နော်စီးရေးနီးလန်းရှိမယ်နိုင်ငံရေးနီးလန်းရှိမယ်တန်တမာရေးနီးလန်းရှိမယ်နိုင်ငံရေးရစီးအောင်လို့ဆိုတဲ့နီးလန်းရှိမယ်ပေါ့နော်ဆိုတော့နောက်တစ်ပိုင်းကတော့ Federal Democracy တည်ဆောက်ရေးဆိုအဲ့အပိုင်းကအခက်ခဲဆုံးပဲကျွန်တော်မြင်လာတော့ဘာကြောင့်လဲဆိုတော့ခက်ခဲတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ကအဲ့ကိစ္စနှစ်ခုကတပြိုင်တည်းသွားရမယ့်ကိစ္စလို့မြင်တယ်ပေါ့ဟုတ်ပြီကျွန်တော်တို့ Federal နိုင်ငံကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်တည်ဆောက်ဖို့အတွက်ကိုဘယ်ဟာတွေကတော့ foundation ကောင်းနေဖြစ်ပြီလဲဆိုတော့ကျွန်တော်တို့ကြည့်ရမှာကြည့်တဲ့အခါမှာကျွန်တော်နိုင်ငံမှာတကယ် FTC ထုတ်ပြန်လိုက်ပြီဆိုတော့FTC နဲ့မကိုက်ညီတော့တဲ့ဥပဒေတွေရှိမယ်ဟလာအနာဂတ် Federal ပြည်ထောင်စုဆိုင်ရာစံတန်ဖိုးတွေနဲ့မလျော်ညီတော့တဲ့အမိန့်ညွှန်ကြားချက်တွေရှိမယ်ဒါတွေကိုတော့ကျွန်တော်တို့စက်ခံပြီးတော့အဲ့အတွေးခေါ်ယူဆတွေကိုပွင့်လင်းတက်ပဲပြောရင်2008တဲကအတွေးခေါ်ယူဆတွေကိုတော့ဒီဘက်တိစက်မတဲလာဖို့တော့လိုတာပေါ့ဗျာဆိုတော့2008ကိုတော့မကြိုက်ဘူး2008တဲကအတွေးခေါ်ယူဆတွေကိုကျွန်တော်တို့အရသားနိုင်ငံရေးသမားတွေထဲမှာရှိနေပြီဆိုလို့ရှိရင်တော့အဲ့ကိစ္စကကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့ချင်းကြမှာခြေဖြတ်ရမယ့်ကိစ္စလို့မြင်တယ်အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက်ပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုကတန်ဖိုးတွေနှုံးဆန်တွေကိုပြောကြတဲ့အခါမှာ
ကျွန်တော်တို့မီဒီယာတွေမှာအင်တာဗျူးကောင်းရုံအင်တာဗျူးဖြေလို့ကောင်းရုံစကားပြောကောင်းရုံနဲ့ပဲဒီဟာကိုအပေါ်ယံလေးဖြေနေရတဲ့စာလို့ရှိရင်ဒါကို value တစ်ခုလို့ပေါ့တကယ်ကိုတန်ဖိုးတစ်ခုလို့စိတ်ထဲမှာတိမှတ်လက်ခံပြီးတော့ယုံကြည်ကြည်နဲ့ရှေ့ဆက်ကြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့ကျွန်တော်နည်းနည်းလေးအကျုပ်ပြန်ပြောချင်တာကျွန်တော်တိုင်းပြည်မှာနိုင်ငံတစ်ကိုထူထောင်ကြတဲ့အခါမှာဘယ်သူမျိုးရဲ့ဘယ်လူမျိုးရဲ့ political representation မှာပျောက်ဖို့မလိုအဲ့တော့နိုင်ငံရေးဖြစ်စဉ်တစ်ခုကိုသွားတိုင်းမှာအဲ့နိုင်ငံရေးဖြစ်စဉ်မှာပါဝင်ထိုက်တဲ့သူတွေဟာအဲ့နိုင်ငံရေးဖြစ်စဉ်ရဲ့ပြင်ပမှာရှိနေရဆိုလို့ရှိရင်အဲ့နိုင်ငံရေးဖြစ်စဉ်ကဘယ်တော့မှ stability မဖြစ်ဘူးဒါတစ်ချက်ပေါ့နောက်တစ်ခုကဘယ်လူမျိုးတစ်မျိုးရဲ့ဒီ group right ပဲဖြစ်ဖြစ်သူရဲ့ individual right ပဲဖြစ်ဖြစ်ဒီလိုမျိုးပေါ့နော်အဲ့နိုင်ငံရေးဖြစ်စဉ်ရဲ့ပြင်ပမှာရှိနေပြီဆိုလို့ရှိရင်အဲ့ဒီကိစ္စကျွန်တော်တို့အခုဟို Federal Charter ထဲမှာလည်းပါတယ်ပေါ့နော်တခါလေကြာရင်ကျွန်တော်ထင်တယ်အဲ့စကလုံးစကရဲ့အားဖြင့်ဆိုရင်သူကဟို accommodate လုပ်တယ်ပေါ့နော်ဒီနေရာပေးတယ်တိတန့်ကို positive discrimination ပုံစံမျိုးကိုဒါ positively ကို discriminate လုပ်ရမှာခွဲခြားဆက်ဆံတယ်ဆိုတာကောင်းသောခွဲခြားဆက်ဆံခြင်းသူတို့ကိုတိတန့်ကိုခေတ်ဆက်မှာဖယ်ကျင်ခံထားရတဲ့သူတွေကိုတိတန့်ပြန်ပြီးတော့ဒီနေရာပေးစဉ်းစားရမယ်ဆိုတဲ့ positive discrimination ကကျွန်တော်အနာဂတ်နိုင်ငံတည်ဆောက်ရေးမှာထည့်သွင်းစဉ်းစားရမယ့်ကိစ္စလို့ကျွန်တော်မြင်တယ်အဲ့ဒါအရင်နဲ့ဆက်ဆက်နေတဲ့ကိစ္စက TJ ကိစ္စ transitional justice ကိုကျွန်တော်တို့သွားရမယ် justice ကိုကျွန်တော်တို့ရှာရင်းနဲ့ကျွန်တော်တို့လူဖွဲ့စည်းဟာတာဝန်ခံနိုင်တဲ့လူဖွဲ့စည်းဖြစ်တယ်တစ်ချိန်လုံးကအတိတ်တုန်းကကျွန်တော်တို့ဟိုမှားခဲ့ကြတဲ့ဟာတွေပေါ်မှာလည်းကျွန်တော်တာဝန်ယူနိုင်တယ်ဆိုတဲ့လူဖွဲ့စည်းကိုတိဆောက်မှကျွန်တော်ထင်တယ်အနာဂတ်ဒီနိုင်ငံတော်တိဆောက်ရင်ပို့ပြီးတော့ဟိုဒီအရေးကြီးတဲ့ဒီကဏ္ဍလို့မြင်တယ်ပေါ့နော်ဆိုတော့ဟိုနည်းနည်းလေးပြန်နောက်ကျောင်းကိုပြန်လှည့်ပြီးပြောရရင်ကျွန်တော်ထင်တယ်ဒီရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကိစ္စကြီးတီပေါ့နော်ဆွဆွဲခံလိုက်ရတဲ့အမှုကြီးဟာကမ္ဘာတရားရုံးပေါ်တိကျသွားတဲ့ကိစ္စတာမန်ကြည့်လို့ရှိရင်တော့ဒါစစ်တပ်ရဲ့ရန်ကားရက်ဆက်မှုလို့ကျွန်တော်မြင်ကောင်းမြင်လိုက်မယ်တကယ်တော့ကျွန်တော်ထင်တယ်အဲ့ကစစ်တပ်မှာရွေးတောင်းရှိတာတော့မဟုတ်နေဘူးကျွန်တော်တို့အဲ့ဒီခေတ်လူအဖွဲ့အစည်းကိုလည်းကျွန်တော်ပြန်ကြည့်ဖို့လိုတယ်အဲ့ဒီခေတ်လူအဖွဲ့အစည်းမှာအရသားနိုင်ငံရေးသမားတွေကဘလောက်ထိဒီခွဲခြားဆက်ဆံတဲ့စိတ်တွေရှိနေတယ်လဲဟာလာအဲ့ဒီလူဖွဲ့စည်းမှာရသားနိုင်ငံရေးသမားတွေအပြင် social media influencer တွေဟာဘလောက်ထိလှုံ့ဆော်ခဲ့ကြတယ်လဲအဲ့ဒီလိုပဲအဲ့ဒီခေတ်လူဖွဲ့စည်းမှာခွဲခြားဆက်ဆံတဲ့စိတ်နှိမ်ချဆော်ကားတဲ့စိတ်ဒါဟာအမျိုးသားလုံခြုံရေးနိုင်ငံတော်လုံခြုံရေးဆိုတဲ့စကားလုံးစကားရဲ့ဒီအောက်မှာဒီလှိုးဘယ်လိုခေါ်မလဲအဲ့ဒီမြူကိုတွေဝေနေပြီးတော့အမုန်းတရားများနဲ့သူတို့တွေဟာငါတို့နဲ့မတူတဲ့လူမျိုးတွေဖြစ်တယ်တခြားနိုင်ငံတွေခိုးဝင်လာတဲ့သူတွေဖြစ်တယ်ဘင်္ဂါလီကလားဆိုးတွေဖြစ်တယ်ဆိုတော့အဲ့ဒီခွဲခြားဆက်ဆံတဲ့တွေနှိမ်ချစော်ကားတဲ့စိတ်ကပဲဒီလူဖွဲ့စည်းမှာအဲ့အမုန်းတရားတွေပြန့်ပွားရင်းနဲ့ဒီအခြေအနေကြီးအထိကိုတွန်းသွားစစ်တပ်ကပွင့်လင်းပြောလို့ရှိရင်ဒီဟိုသူတို့ကြီးပဲ propaganda လုပ်ခဲ့လို့ရှိရင်မအောင်မြင်ဘူးလူဖွဲ့စည်းကလက်ခံလို့လည်းအဲ့ propaganda အောင်မြင်တာဒါကြောင့်ကျွန်တော်ပြောချင်တာစစ်တပ်မှာကြီးပဲတာဝန်မရှိဘူးအဲ့ဒီကာလမှာရှိတဲ့အရသားနိုင်ငံရေးသမားတွေနဲ့ social influencer တွေတာဝန်ရှိခဲ့တယ် Facebook တွေပေါ်မှာဟာလာဒီနိုင်ငံတော်တချင်းကိုဒီအချိန်မှာစောင်းပေါင်းနဲ့တင်ပြီးတော့ဟာလာဒီနိုင်ငံတော်တချင်းဆိုပြီးတော့မဆိုနိုင်တဲ့လူကိုစက်တနက်တဲ့ပြစ်တက်တိုင်းကစားခြင်းလိုက်တာဆိုတဲ့ post တွေကျွန်တော်တို့ဆိုးရွားမြင်ခဲ့ဘူးတယ်ဆိုတော့အဲ့လိုမျိုးတွေပေါ့ဒီ social media တွေမှာအဲ့လိုမျိုးရိုဟင်ဂျာတွေဟာသူတို့တွေက they are not our citizen they are terrorists အဲ့လိုမျိုး sign board တွေကင်ပြီးတော့ဒီcampaign တွေမှာတွေ့ခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကကျွန်တော်ထင်တယ်ဟိုကျွန်တော်တို့လူအဖွဲ့အစည်းမှာတကယ်ဖြစ်ခဲ့တယ်အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ကဟိုမှန်ကန်နဲ့ရှုမြင်ဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့ဘလို့တွေကျွန်တော်တို့စိတ်တွေဖြစ်ခဲ့ကြတယ်ကျွန်တော်တို့လူအဖွဲ့အစည်းဘလို့တွေဟာလာအစိုးရခဲ့ကြတယ်ဆိုတာကိုဒီအချိန်မှာကိုချင်းစာတရားတန်ဝေကဘယ်ဟာမြဲလဲဘယ်ဟာမမြဲလဲဆိုတဲ့တရားတန်ဝေကကိုယူရင်းနဲ့ကျွန်တော်တို့နိုင်ငံကိုဒီဟာတွေပေါ်မှာသင်ခန်းစာယူပြီးတော့ပဲကျွန်တော်ထင်တယ်တိဆောက်သွားလိမ့်မယ်လို့မြင်ပါတယ်လို့ဟုတ်ကဲ့ဒီလောက်ပါဟုတ်ကဲ့ဆရာကိုဖီလူချီဖူကျွန်တော်ဟိုဖီမဗာလီဖီလေကျွန်တော်ဆက်ပြီးတော့အလှည့်ပြန်သွားမယ်ပေါ့နော်အဲ့တော့ဖီမဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီတမိုင်းတစ်လျှောက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီလူနေမှုအခွင့်အရေးတွေပေါ့နော်ဒါတွေကဒီနိုင်ငံရေးအခြေအနေပေါ်မှာမူတည်ပြီးတော့နော်ပေါ်လာလိုက်ကြာသွားလိုက်နော်အမြဲတမ်းတသမတ်သေးနဲ့ဒီဟာပေါ်သွားနေရမဟုတ်ဘဲနဲ့ဒီရုံးကန်လှုပ်ရှားနေရတဲ့ဒီအခွင့်အရေးအတွက်ကိုတိုက်ပွဲဝင်နေရတဲ့အခြေအနေတွေပေါ့နော်နှိမ့်လိုက်ကြလိုက်အမြဲတမ်းဖြစ်နေတယ်ပေါ့အဲ့တော့ဒီဥပဒေတစ်ခုဟာဒီလူတွေကိုအကာအကွယ်ပေးနိုင်မှုလည်းဖြစ်နိုင်တယ်လို့နော်ဒီလူတွေကိုဖယ်ကျင်ဖို့ဖိနှိပ်ဖို့နော်ခွဲခြားဖို့အတွက်ဆိုတဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်တို့ဟ
ဖွင့်ခဲ့ကြပြောခဲ့ကြအမျိုးတွေရှိတော့ဒီလိုအခြေအနေမျိုးတွေမဖြစ်အောင်လို့ဘလို့ဒီ constitutional culture ကိုတည်ဆောက်မလဲဘလို့အခြေခံဥပဒေမှာကျွန်တော်ဒါကိုဘလို့မျိုးခိုင်ခိုင်မာမာအမြင့်တွေအောင်လုပ်လို့ရနိုင်မလဲခင်ဗျာဆင်မဟုတ်ကဲ့ရှင်ဆိုတော့အခုဒီမေးခွန်းอ่ะပေါ့နော်အရန်လည်းအရန်အရေးကြီးရယ်ဒါပေမဲ့လည်းအမှန်တိုင်းပြောရင်တော့လှုပ်ဆောင်ရတာလည်းအရန်ခက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့အခုဒီအထူးသဖြင့်ဒီ2021ဒီနောက်ပိုင်းမှာတော်တော်များများနော်2021မှာမဟုတ်ဒီအထူးသဖြင့်ဒီ2000 constitution ပေါ်ကလေးကိုက2008ဖွဲ့စည်းပုံအခြေခံဥပဒေကမကောင်းဘူးနော်ပြင်သင့်တယ်ဖြတ်သင့်တယ်နော်နောက်ဆုံးစာအုပ်အဖုံးကအစပြင်သင့်တယ်ဆိုတာမျိုးတွေဖြစ်လာတယ်ဆိုတော့ဒါပေမဲ့ကျမတို့ကထထဲဝင်ကြည့်ရမှာဘာလို့ပြင်ရမှာလဲဘာကြောင့်လဲဆိုတော့ဒီ2000 constitution ကိုကျမတို့ကြည့်လိုက်မယ်ဆိုရင်ကျမတို့ဒီအထူးသဖြင့်ဒီ fundamental rights တွေကို protection ပေးတဲ့အချက်တွေကိုကြည့်လိုက်မယ်ဆိုရင်တေချာကြည့်လိုက်ကျမတို့တွေကလေဥပဒေတွေအဲ့ဒါကိုကြည့်လိုက်ရင်သူကခွဲခြားတယ်ဆိုတဲ့အသုံးနှုန်းပါမှာမဟုတ်ခွဲခြားဆက်ဆံမှုမရှိစေရအဲ့ဒါတွေကနေလာတယ်အဲ့ဆိုဘယ်ကနေခွဲခြားဆက်ဆံမှုတွေဖြစ်တာလဲဒီဥပဒေကိုအသုံးချပြီးတော့မှလုတ်ပိုင်ခွင့်ရှိတဲ့သူရဲ့လုတ်ချင်တိုင်းလုတ်နေတဲ့အပေါ်မှာမူတည်ပြီးတော့မှ impunity ဖြစ်တာဒါကတော့ကျမတို့ပထမ round မှာလဲနော်ကိုစီသူရောကိုထွန်းခင်ရောအမြဲတမ်းဒါဟိုပေါ့နော် stress လုပ်တဲ့ဟာရှိရယ်ဒါပေမဲ့ကျမတို့ဥပဒေမှာကျတော့ impunity အပြင် immunity ပေးထားတာအဲ့ဒီဟာကိုလည်းကျမတို့ပြောဖို့လို့ဘာလို့လဲဆိုတော့ဒီကာလမှာထိုကာလဤကာလမှာထိုကာလမှာဤကာလလှုပ်ဆောင်ချက်ပေါ်မှာအရေးယူခြင်းမရှိစေရဆိုတာက immunity ဖြစ်ပါတယ်ဆိုတော့ကျမတို့အဲ့ဒီ immunity ကိုလည်းကျမတို့တွေကဒါကိုလည်းထောက်ကြည့်ရမှာပြဘာလို့ဆိုတော့ဒါ constitution 2000 constitution မှာပါတယ်ဆိုတဲ့အချက်ကိုကျမပြောချင်တာဆိုတော့ပြောချင်တာကျမတို့ကဥပဒေကိုရေးတဲ့အခါမှာလူတတ်တာကို तू ကလုပ်လို့မရအောင်ဒီလူမျိုးစုတွေအကုန်လုံးတပ်ပလိုက်မယ်ဆိုတာမျိုးကဥပဒေမှာပါတာမဟုတ်ဆိုတော့နော်ကိုစီသူပြောသွားတဲ့ဟာတွေဆိုရင်ကျမတို့ဥပဒေမှာပါတာမဟုတ်ဘူးဒါဘယ်ကနေပါလာလဲဆိုတဲ့အခါမှာအဲ့ဒီဥပဒေကိုအခြေပြုပြီးတော့မှ opinion တွေအဲ့ဒီကနေပြီးတော့လူတစားဒါမှမဟုတ်လူအုပ်စုကနေပြီးတော့မှပြောလာတဲ့အရာတွေကနော်ဒီဟာနေပြီးတော့မှသူတို့လုတ်ပိုင်ခွင့်ရှိတယ်လို့ထင်သွားတာအဲ့ပေါ်မှာမှလည်းနော် law enforcement တွေကအရေးမယူတာတွေလစ်လျူရှုတာတွေကြောင့်မလို့ဒါကတရားဝင်လို့ဖြစ်သွားတာနော်ဆိုတော့ဒါမဲ့ဒီနေရာမှာတော့ကျမအနေနဲ့ဒါပြောချင်တာတရားဝင်တယ်လို့ပြောတဲ့ခါမှာလည်းဒါဥပဒေကတရားဝင်ခြင်းကိုပြောတာမဟုတ်ဒါအရေးယူမှုမရှိတဲ့ခါမှာတရားဝင်တကယ်လို့ဖြစ်သွားတာကိုကျမအနေနဲ့ဒါပြောချင်တာဖြစ်ပါတယ်လို့ဒါမဲ့ဒီစကားလုံးမှာတော့ဥပဒေမှာတော့ illegal နဲ့ unofficial ကလည်းအဓိပ္ပာယ်မတူတကယ်တမ်းပြောရင်နော်ဆိုတော့ဒါမဲ့ကျမဒီဟာကိုတော့ကျမအရင်တော့ stress မလုပ်ချင်ပါဘူးဒါမဲ့ဒီနေရာမှာကျမအနေနဲ့ပြောချင်တာအဲ့တစ်ခုကကြတော့နိုင်ငံတနိုင်ငံကိုတိစောက်တဲ့အခါမှာတခြား constitution အရင်အရေးကြီးတယ်လို့ပြောတယ်မှန်ပါတယ်အရေးမကြီးဘူးမဟုတ်အရေးကြီးရအထူးသဖြင့်ကျမတို့တွေက British colony လက်အောက်မှာနှစ်ပေါင်းအကြာကြီးနေလာခဲ့တဲ့ခါကျတော့ကျမတို့ကလည်းနော်ဒီလွတ်လပ်ရေးရတဲ့လွတ်လပ်ရေးမရခင်မှာ constitution မရှိလို့ဆိုပြီးတော့ကျမတို့ကတိုင်းတစ်ပါးနိုင်ငံရဲ့ constitution ကိုကျမတို့ copy လုပ်ခဲ့ကြသေးတာအောင်နော်ဆိုတော့ဒါပေမဲ့ကျမတို့ကဥပဒေသမားဖြစ်တဲ့အခါကျတော့ constitution မရှိဘဲနဲ့လဲပတ်နေတဲ့နိုင်ငံတွေလည်းရှိနေတာပဲဆို constitution ကအရေးမကြီးဘူးလို့တော့ကျွန်မမပြောချင်ဘူးဒါပေမဲ့ constitution ထက်ကျွန်မတို့ကဘာအရေးကြီးရလဲဆိုတဲ့အခါမှာဒီ constitution မှာပါတဲ့เนาะဒီဥပဒေဆိုင်ရာเนาะဒီ enforcement တွေပြီးသွားတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပတ်သက်ပြီးတော့မှဘယ်လောက်ထိပေါ့နော်ဒီ accountability တွေရှိတယ်လေဒါနဲ့ပတ်သက်ပြီးဘယ်လောက်ထိ check and balance လုပ်နိုင်တယ်လဲဆိုတော့ principle action ကပို့ပြီးအရင်ရေးကြီးတယ်လို့ပြောပြစေဆိုတော့ဒါကြောင့်မို့ကျမအနေနဲ့ဒီဆိုနာရောကိုတက်ရဲ့မိကုန်းတွေကိုပြန်သွားမယ်ဆိုကျမဒီအချက်လေးကို၃ချက်နဲ့ကျမအနေနဲ့ဖြည့်ချင်ပါတယ်ပထမတစ်ခုကကျတော့ constitutional supremacy ဆိုတော့ပြောချင်တာ constitution ရှိဖို့ကတော့အရင်တော့အရေးမကြီးဘူးဒါပေမဲ့ရှိလာခဲ့တယ်ဆိုရင် constitutional supremacy ကအရင်ရေးကြီးပါတယ်ဘာလို့လဲဆိုတော့constitution ဒီကျမတို့ဥပဒေမှာဆိုရင်သူကအခြေခံလည်းဖြစ်တယ်လို့အမြင့်ဆုံးsupremacy ဖြစ်ပါတယ်ဆိုတော့ဒါမဲ့ဒါကြောင့်မို့ကျမတို့ constitution မှာပါတဲ့เนาะဒီအချက်၃ချက်လေးနဲ့ကျမအနေနဲ့ပြောပြစေဒီ constitutional ဒီ supremacy နဲ့ပတ်သက်ပြီးတော့ဆိုရင်သူက judiciary legislature ပြီးလည်းပြော executive အဲ့ဒါကိုကျမတို့အပြန်အလှန်ကျမတို့ထိန်းကျောင်းတာတွေရှိတယ်ဒါပေမဲ့အခုကကျမတို့ federal democracy နဲ့သွားတဲ့အခါမှာကျတော့ဒီ unit တွေเนาะ state တွေမှာလည်း constitution တွေရှိတဲ့အခါမှာအပြန်အလှန်ဘယ်လိုများသူတို့တွေအပြန်အလှန်ဘယ်လိုများဘယ်လိုပြောမလဲ balancing တွေလုပ်ကြမလဲဆိုတာလည်းဖြစ်ပြန်တယ်ပေါ့เนาะဆိုတော့ဒါပေမဲ့ကျမအနေနဲ့ constitutional supremacy နဲ့ပတ်သက်ပြီးကျမအနေနဲ့ပြောချင်တာကဘယ်အစိုးရပဲဘယ်လိုတက်
နော်ဘလို့လွတ်တော်ကနေပဲဖြစ်အဲ့ဒီမှာပါတဲ့အခြေခံအခွင့်အရေးတွေကိုမဖြတ်နိုင်ဖို့ရန်အတွက်ကျမတို့ကအာမခံပေးနိုင်တဲ့ constitutional supremacy ဖြစ်ဖို့အရန်အရေးကြီးရဖြစ်တယ်ပြီးတော့ဒုတိယတစ်ချက်အနေနဲ့ independent of judiciary ဘာလို့လဲဆိုတဲ့အခါမှာကျမတို့အုပ်ချုပ်ရေးနော်ဥပဒေပြုရေးကဘလို့ပဲလုပ်ကျမတို့တွေကအဲ့ဒါတွေကိုကျမတို့ကစင့်ခေါ်ပိုင်ခွင့်ရှိတာကတရားစီရင်ရေးရပဲစင့်ခေါ်ပိုင်ခွင့်ရှိရတရားစီရင်ရေးတစ်ခုကနေပြီးတော့မှပဲသူကပြစ်ဒဏ်တွေထောင်ဒဏ်တွေသူကချမှတ်လို့ရတာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျမတို့တွေကတရားစီရင်ရေးကမလွတ်လပ်နေဘူးဆိုရင်เนาะကျမတို့ဒီအုပ်ချုပ်ရေးအာဏာပိုင်တို့သူဘယ်လိုဆင့်ခေါ်မလဲเนาะဆိုတော့ဒါကြောင့်မို့ကျမတို့ independent of judiciary ကအရန်ရေးကြည့်တာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာ independent of judiciary လို့ပြောတဲ့အခါမှာကျမတို့ကခတ်တာကလည်းဒီconstitutional tribunal ကလည်းဒီjudiciary ရဲ့အောက်မှာမရှိနေပဲနဲ့သူကတတ်လုံမျိုးပြန်ထွက်နေတာမျိုးလဲကျမတို့တွေ့ရတယ်เนาะဒါ FDC မှာပဲဖြစ်ဒီအထူးသဖြင့်ဒီ federal units တွေဒီ state တွေမှာပါတဲ့ constitution တွေကိုတွားကြည့်လိုက်မယ်ဆိုရင်ဒီ constitutional tribunal တိတက်ဖယ်ထားတာမျိုးရှိတယ်ဒါကလည်းကျမတို့တွေကနော် constitutional tribunal ကိုနော်အသုံးချပုံချနည်းရလဲအများကြီးလိုအပ်သေးတယ်လို့ကျမအနေနဲ့ဒါလေးကိုတော့ထောက်ပြချင်ပါတယ်လို့နော်ဒါပေမဲ့ဒီအပိုင်းကတော့ဒါ separate issue ပါဒါထပ်ပြောရမယ့်ဟာတွေရှိပါလို့ဆိုတော့ကျမတို့မြန်မာနိုင်ငံမှာ constitutional tribunal ဖြစ်နေပေါ်ပေါက်လာတာကလည်း2000 constitution နောက်ပိုင်းမှာပဲပေါ်တယ်အမှုရှိတာပဲတစ်ခုလားနှစ်ခုလားပဲရှိရလေနော်ဆိုတော့10စုနှစ်တော်တော်ကြာမှတစ်မှုနှစ်မှုပဲရှိရအဲ့ဒါတောင်မှတော်တော်များများဒါကိုသိမ့်နာမလဲတာမျိုးတွေလည်းရှိပြန်ဆိုတော့ကျမတို့တွေကconstitution မှာပါတဲ့ rights တွေသာ violated ဒါမှမဟုတ် neglected ဖြစ်မယ်ဆိုရင်ကျမတို့ဒီဟာကိုအကောင့်တောင်းခံလို့ရတာ Supreme Court မှာတောင်းခံလို့ရတာမဟုတ်ဘူးအမှန်တိုင်းပြောရင်တော့ဒါ constitution မှာပဲတောင်းခံလို့ရတာပေါ့နော်ဒါပေမဲ့ဒီနေရာကလည်းဒါကျမတို့ကဥပဒေပိုင်းဆိုင်ရာတော့လည်းကောင်းเนาะဒီကျင့်သုံးပုံကျင့်သုံးနည်းဆိုင်ရာတော့လည်းကောင်းဒါကတော့ကျမတို့တွေကအများကြီးတော့ learn လုပ်ရမယ့်ဟာတွေတော့ရှိသေးတာပေါ့နော်ဒါပေမဲ့ဒီဒုတိယတစ်ချက်အနေနဲ့ကျွန်မအချုပ်အားဖြင့်ပြောရမယ်ဆိုရင်တရားရုံးတွေဟာလည်းနိုင်ငံရေးဖိအားကနေပြီးတော့မှကင်းတဲ့အခြေခံခွင့်ရေးကိုကာကွယ်နိုင်ဖို့ရတော့သူ့မှာအာဏာပါဝါရှိရမှာဖြစ်ပါတယ်။နောက်တတိယတစ်ချက်အနေနဲ့ကြတော့ကျမတို့တွေဒီ non discrimination principle ဒါကတော့ကိုစီတူကလည်းအများကြီးပြောရတယ်ဒါပေမဲ့ကျမတို့အဲ့မှာ non discrimination လို့ပြောတဲ့အခါမှာကျမတို့အပြုသဘောဆောင်ပြီးတော့ဒီအခွင့်အရေးတွေအကုန်လုံးလေးစားပါမယ်ဆိုတာနဲ့ကျမတို့မလုံလောက်ဘူးရှင်အထူးသဖြင့်ဒီ FDC မှာဆိုရင်ကျမတို့တွေတွားကြည့်လိုက်မယ်ဟဲ့ဆိုရင်အခွင့်အရေးတွေကိုအသေးစိတ်တွေပြဋ္ဌာန်းထားတယ်ကျမတို့တွေ့ရတယ်ပြီးလဲပြီးတော့ဒီ constitution နဲ့ပတ်သက်ပြီးတော့ဒီ federal state တွေ units တွေမှာလည်းတွားကြည့်လိုက်တယ်ဟဲ့ဆိုရင်ကျမတို့တွေကဘယ်အခွင့်အရေးကိုတော့မလေးစားပါဘူးဆိုတာမပါဘူး negative sense တွေပါတဲ့ cost တွေမတွေ့ရအောင်ဒါပေမဲ့အဲ့ဒီမှာနော်ဒီအဲ့ဒီမှာပါတဲ့အခွင့်အရေးတွေနော်အဲ့ဒီမှာပါတဲ့အခွင့်အရေးတွေကချိုးဖောက်ခြင်းခံရတယ်ဆိုရင်ကျမတို့ဘယ်ကနေပြီးကျမတို့အာမခံချက်ပေးမှာလဲเนาะဆိုတော့ဒီ non discrimination ဒီ principle နဲ့ပတ်သက်ပြီးတော့ဆိုရင်လူမျိုးဘာသာလိမ်မွေးဖွားရာဒေသကြောင့်မို့အခွင့်အရေးမဆုံးရှုံးစေရန်အာမခံပေးရမှာဖြစ်ပါတယ်ဒါကတော့ constitution ကနေအာမခံပေးရမယ်အဲ့ဒီ constitution တွေလည်းဘယ်သူတွေပေါ်မှာလွှမ်းမိုးတယ်လဲဆိုတော့ state ရဲ့ agent တွေအထူးသဖြင့်ပြောရမယ်ဆိုတော့ဒါလွှတ်တော်အမတ်တွေလည်းပါမယ်ပြီးလည်းပြီးထွေအုပ်တွေပါမယ်အကုန်လုံးပေါ့နော်ဆိုတော့ဒီကိုတက်ရဲ့ဒီမေးခွန်းကိုကျမနောက်ဆုံးအချုပ်အနေနဲ့ဖြေရမယ်ဆိုရင်ကျမတို့တွေကဒီ constitutional နဲ့ပတ်သက်ပြီးတော့เนาะ constitutional culture ထွန်းကားဖို့ရန်အတွက်ကြတော့ကျမတို့တွေကနားလည်ထားဖို့ဘယ်လူမျိုးလဲဆိုတာထက်ဆိုင်ရင်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တန်ဖိုးတွေကိုလက်ခံသလားဒါမှမဟုတ်အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ principle တွေ values တွေကိုအခြေခံတဲ့နိုင်ငံသားစိတ်သက်ထွန်းကားဖို့ရန်အတွက်အရန်ကိုအရေးကြီးတယ်လို့ဖြေကြားချင်ပါတယ်ရှင့် Okay အဲ့တော့ကျွန်တော်တို့ဒီ Fair Female တို့ဒီဖွင့်နေသွားတဲ့ချက်တွေပေါ့တော်တော်လေးကျွန်တော်တို့သင်ယူရလဲပါသလိုကျွန်တော် favor ပြားကြီးလည်းအများကြီးပါတယ်ပေါ့အဲ့တော့ဒီကျွန်တော်ဒီလာမဲ့အနာဂတ်နိုင်ငံအသစ်မှာပေါ့နော်ရိုဟင်ဂျာတွေအပါအဝင်လူနည်းစုတွေအတွက်ကိုနေရာသတ်မှတ်တဲ့အခါမှာဘာလို့ခြေခံရမှာလဲတမိုင်းကိုလားဥပဒေလားလူခွင့်ရေးလားဒါမှမဟုတ်လို့ရှိရင်နိုင်ငံရေးသဘောတူညီမှုတစ်ခုခုလားပေါ့ဒါခုနက Female တို့ Fair တို့ပြောသွားကြရတယ်မှာလက်ရှိကြတယ်သို့တော့ဘလူဟာတွေကိုဘယ်ဟာကိုကျွန်တော်တို့အဓိကခြေခံထားပြီးတော့လူနည်းစုတွေအတွက်ကျွန်တော်တို့ဒီနေရာတစ်ခုဒီ Federal Democracy နိုင်ငံတစ်ခုမှာကျွန်တော်တို့ပေါ်လာအောင်ထားကြမလဲပေါ့ကျွန်တော်ဖျားကိုဖီဒူမောနေပြီးတော့ကျွန်တော်စာပြီးသွားလိုက်မယ်ခင်ဗျာဖျားဟုတ်ကဲ့ပါတဲ့ပြောရရင်တော့ကျွန်တော်တို့နိုင်ငံမှာအခုမပြောနေကြသေးတာက founder state ပဲအဲ့တော့ founder state ပြည်နယ်တစ်များပေါ်ထွန်းရေးနဲ့အဲ့ပြည်နယ်တစ်တွေကမှလူနည်းစုတွေရဲ့အခမ်းကဏ္ဍသူတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် self determination တွေကိုတော့တဲ့မပြောနေကြသေးဘူးပေါ့နော် founder state ကိုဘာကြောင့်မပြောနေကြသေးလဲဆိုတော့နယ်မြေတည်ငြိမ်မှုမရှိသေးလို့မပြောတာလို့မြင်တာပေါ့
တကယ်ကြတော့တကယ်ဟိုကျွန်တော်ပြည်နယ်တင်များပေါ်ထွန်းရေးကိုပြောလာပြီဆိုလို့ရှိရင်ကျွန်တော်ထင်တယ်ဟိုအဲ့ဒီပြည်နယ်မှာရှိတဲ့မိတင်းနေထိုင်ကြတဲ့လူမျိုးစုံဘာသာဝင်တွေအားလုံးပေါ့နော်ဒီပြည်သူလူထုရဲ့သဘောဆန္ဒခံယူတဲ့ဒီ referendum ပေါ့ပြည်သူဆန္ဒခံယူပွဲတွေလိုမယ်နောက်ပြီးတော့သူတို့တွေရဲ့ဒီသူ့ရဲ့မျိုးနွယ်စုလိုက်ဒီညီလာခံကျင်းပတာတွေရှိမယ်ဆိုတော့အဲ့ဒီအခြေအနေတွေကကျွန်တော်တို့ဘာလို့ skip လုပ်ထားလဲဆိုဒီဒေါ်လာရင်းကာလမှာဒါတွေကအနာဂတ်တကယ်တနိုင်ငံလုံးလွတ်မြောက်သွားပြီးတော့အသွင်ကူးပြောင်းရေးကာလအကြာမှာဒီကိစ္စတွေကဆွေးနွေးညှိနှိုင်းကြတာပိုပြီးလက်တွေ့ကြလိမ့်မယ်လို့မြင်တယ်ဒီချိန်ဟာဆီယနာရှင်စနစ်ကိုဒီတော်လန်ရုန်းကန်နေနဲ့နေမီစိုးမိုးထိန်းချုပ်မှုကိုတွားနေတဲ့အချိန်မှာတော့ဒီကိစ္စတွေကကိုရီချင်းချင်းမှာဖြစ်နေတဲ့ပလီပခါကိုတော့ဒါမိတ်ဖက်ပလီပခါအနေနဲ့ပဲစဉ်းစားပြီးတော့ဒီညှိနှိုင်းပြီးတော့တွားနေကြတဲ့အချိန်ပဲရှိသေးတယ်လို့ကျွန်တော်ပြောလို့ရတာပေါ့ဆိုတော့အဲ့လောက်ပါပဲဟိုနောက်မှပဲကျွန်တော်ဟိုတွေးပေါ်လို့ရှိရင်လည်းထပ်ပြီးတော့ဆွေးနွေးပါမယ်ကိုထွန်းခင်ကိုဆက်ပြီးပေးလိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်အနာဂတ် Federal ပြည်ထောင်စုဘက်ကိုတွားမယ်ဆိုရင်ရိုဟင်ဂျာနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့မှာလူခွေးလားဆိုတော့လူခွေးလေးရည်ကြည်တယ်အဲ့ဒီအပေါ်မှာအရေးကြီးဆုံးကတော့ဥပဒေပဲဥပဒေကလည်းအရေးကြီးတယ်တစ်ဖက်မှာတစ်ခါ social justice ဒါတွေလည်းအရေးကြီးတယ်တစ်ဖက်မှာကျွန်တော်တို့ကိုလက်အတိမဲ့ပြုမှုပေါ့နော်အပြန်လဲအတိမဲ့ပြုမှုဒါတွေကလည်းလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုအတိမဲ့မပြုဘူးဆိုရင်ရေရှည်မှာလက်တွဲပြီးတော့ကျွန်တော်တို့ဆက်သွားဖို့မလွယ်ဘူးအခုကအင်အားကြီးတဲ့လူစုကနေအင်အားသေးတဲ့အင်အားနည်းတဲ့လူတွေကိုအတိမဲ့မပြုတာတို့ဟာတွေကျွန်တော်တို့တွေ့ရတယ်တစ်ဖက်မှာတစ်ခါတမိုင်းလားဆိုတာကိုမေကိုမှာတမိုင်းလေးပါတယ်ဘာဖြစ်လို့ဆိုတော့ရိုဟင်ဂျာ issue ကတမိုင်းကလည်းကျွန်တော်တို့ရဲ့ဖြစ်တည်မှုတော်တော်ကျွန်တော်တို့ကပြောရမှာဘာဖြစ်လို့လဲဆိုတော့ရိုဟင်ဂျာဆိုတာစစ်တပ်ပြောသလိုပါလီဟိုပါပေါ့အင်္ဂလိပ်ကိုလိုနီခေတ်မှာခိုးဝင်လာသလိုဘာလို့အဲ့လိုမျိုးတွေပြောတယ်အဲ့ဆိုရိုဟင်ဂျာတွေရဲ့ဖြစ်တည်မှုတမိုင်းနဲ့ကျွန်တော်တို့ကမြောက်ဦးခေတ်မှာရခိုင်ပြည်မှာအဲ့ဒီမတိုင်ခင်ကတည်းကမြောက်ဦးခေတ်မှာအထူးသဖြင့်ပို့ပြီးတော့ထင်ရှားပေါ့နော်ရိုဟင်ဂျာတွေရဲ့အခန့်ကဏ္ဍရှိခဲ့တာတို့တမိုင်းနဲ့ပြောမှဆိုအများကြီးရှိတယ်အဲ့ဒါကြောင့်တမိုင်းကဏ္ဍကဒီမှာတကယ့်ကိုနိုင်ငံတကာအသိအမြင်ပြုတဲ့တမိုင်းပညာရှင်တွေနဲ့ဒီကိစ္စကိုဆွေးနွေးဖို့လိုပါလိမ့်မယ်ကျွန်တော်ပြောချင်တာဒီမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာတကယ်တမ်းကပါလီမန်ဒီမိုကရေစီခေတ်မှာပေါ့နော်ကျွန်တော်တို့အဖိုးတို့ခေတ်မှာဆိုရင်ရိုဟင်ဂျာအမတ်တွေပေါ့နော်တိုင်းပြပြလွတ်တော့လွတ်တော့ဖွဲ့စည်းပုံရှိကဥပဒေရေးဆွဲကော်မတီမှာတော့ကျွန်တော်တို့ပါခဲ့တယ်အဲ့လိုကျွန်တော်တို့ရိုဟင်ဂျာတွေကမြန်မာပြည်လူမျိုးရေးလူလူရရှိမတိုင်ခင်ကတည်းကလည်းအဲ့လိုနိုင်ငံတိဆောက်ရေးမှာပေါ့နော်ဖွဲ့စည်းပုံရှိကဥပဒေဖွဲ့စည်းမှာတော့ရိုဟင်ဂျာတွေပါခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာလဲကျွန်တော်တို့မှာပါလီမန်အမတ်တွေရောအဲ့လိုဝန်ကြီးရောအဲ့လိုမျိုးရှိခဲ့တယ်တခါဥနေဝိအာဏာသိမ်းပြီးနောက်ပိုင်းမှာဒီဟာကနေရိုဟင်ဂျာလူမျိုးပျောက်ကွယ်ရေးဆိုရိုဟင်ဂျာလူမျိုးကိုတခါတည်းကိုဟိုဘောနော်လူမျိုးတို့တပ်ဖြတ်မှုဆိုတဲ့စီမံကိန်းတစ်ခုနဲ့စနစ်တကျလှုပ်လာတာအဲ့လိုကြတော့ဒီဟာတွေအားလုံးကသမိုင်းနဲ့တော့တော်တော်လေးကိုကြည့်ဖို့အရေးကြီးတယ်တခါတကယ်တမ်းဒီ issue ကိုအခုမျိုးဆက်တွေကတော်တော်များများကိုလေးလာတဲ့လူကပဲသိတယ်မလေးလာတဲ့လူကလုံးဝစစ်တပ်ကထွေးထားတဲ့စစ်တပ်ကနေတကယ်ကိုတင်ပေးထားတဲ့ဒီ hate speech တွေနဲ့ပြည့်နေတာပဲသူတို့စီမှာတကယ်လေးလာတဲ့လူမှဒါကိုဟိုကရိုဟင်ဂျာအကြောင်းကိုသိကြတယ်လीအဲ့လိုကြတော့ပြီးတော့2019ခုမှာကြတော့လူဖွဲ့စည်းကြီးတစ်ခုလုံးကရောကျွန်တော်တို့ကိုလက်မခံတဲ့အဖြစ်
အဲ့လိုမျိုးရှုပ်ရှားတာတို့ပြီးတော့ရိုဟင်ဂျာတွေကိုနေနေရမယ်ရှင်းလင်းရမယ်ဆိုတော့အဲ့လို Facebook celebrity တွေကနေတကယ့်ကို happy ကိုပြန့်ပွားပြီးတော့ဒီလိုဟာတွေရှိခဲ့တယ်အဲ့လိုကြတော့ကျွန်တော်တို့ရိုဟင်ဂျာ issue ကိုပြောမယ်ဆိုရင်အနာဂတ် Federal ပြည်ထောင်စုတိဆောက်တဲ့နေရာမှာကြည့်မယ်ဆိုရင်တော်တော်လေးကိုရှူတောင်းပေါင်းစုံကကြည့်ရမှာဥပဒေတစ်ခုလားဆိုတော့လေဥပဒေလေးပါတယ်လို့ဥပမာဥပဒေအကြောင်းနဲ့ပြောမယ်ဆိုရင်82 law ကိုဗျာဖျက်သိမ်းရမယ်ကျွန်တော်တို့ဆိုရင်1980နိုင်ငံသားဥပဒေကိုအခုထက်ထိကျွန်တော်တို့ကဒီဥပဒေကိုရုပ်သိမ်းတယ်ဆိုတော့ကျွန်တော်တို့မတွေ့ရဘူးအကြောင်းတွေတော့ရှိကောင်းရှိနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာဒီစစ်တပ်ကိုစန့်ကျင်တယ်ဆိုရင်စစ်တပ်ကနေလူနည်းစုရိုဟင်ဂျာအပါအဝင်လူနည်းစုတွေကိုဖိနှိပ်ရှုပ်ချဖို့အတွက်ထုတ်ထားတဲ့ဥပဒေကိုဖျက်သိမ်းရမယ်တော်တော်အရေးကြီးတယ်တစ်ဖက်မှာတစ်ခါကျွန်တော်တို့နောက်ပိုင်းဒီစစ်တပ်ကအာဏာသိမ်းပြီး82 လောက်ကိုအတေပြူပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ကိုတကယ်သွားလာခွင့်တွေပိတ်ပင်ထားပြီးတော့လက်ထက်ခွင့်တွေပိတ်ပင်ထားပြီးတော့ကြောင်းတက်ခွင့်တွေပိတ်ပင်ထားပြီးတော့ဘလို့တကယ်ကို systematic ပေါ့နော်စနစ်တကျအမိုးဝင်းအချင်းတောင်မှာထားပြီးတော့ကျွန်တော်တို့ကိုအဲ့လိုတခေတ်ထခါတဲ့ကိုရှင်းလင်းပြဖို့စီမံကိန်းလုပ်ထားတာအဲ့ဒါကိုဘာဖြစ်သွားလဲဆိုတော့2017 so called reform ကြလာတဲ့အချိန်မှာဒီ hate speech ကထားပြီးတော့ Facebook တွေဘာတွေပြန်ပေါ်တော့ပို့ဖြစ်သွားဒီဟာတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကရှူတောင်းပေါင်းစုံကနေကြီးတဲ့အဖြစ်ကျွန်တော်တို့ခဏလောက်ကမဆာလီပြောသွားတယ်လို့အဲ့ဒီမှာ institutionalized constitutional issue တွေမှာရော institution တွေမှာရောတေချာကိုဒီ issue တွေကိုတကယ်ကိုစဉ်းစားဖို့လိုမယ်နောက်တစ်ခုကျွန်တော်ပြောချင်တာဒီမှာကအခုမြန်မာပြည်အနာဂတ် Federal ပြည်ထောင်စုလို့ပြောလိုက်ရင်အဲ့မှာလူမျိုးပေါင်းစုံဘာသာပေါင်းစုံအဲ့မှာတခါကျွန်တော်တို့ကဘာတွေ့ရလဲဆိုတော့ရိုဟင်ဂျာဆိုတဲ့ဟာမှာတခါတိုင်းရင်းသားဟုတ်လားမဟုတ်လားဆိုတဲ့ဟာမှာကျွန်တော်တို့ကရခိုင်ပြည်နယ်မှာဒုတိယအများဆုံးလူမျိုးအနေနဲ့ရှိတာဥပမာအခုဆိုရင်1.2 million စနသိန်းပေါ့နော်ဘင်္ဂလားဒေ့ရှ်မှာတက်ဒါ2016နောက်ပိုင်းမှာရှိနေတာအခုကျတော့4 သိန်းပဲရှိတော့တယ်ကျွန်တော်တို့မှာ case system မှာကျွန်တော်တို့မှာပါလီမန်အမတ်တွေကအစအဲ့လိုမျိုးရှိခဲ့တာ2015မှာပဲကျွန်တော်တို့ရဲ့မေးပေးပိုင်ခွင့်လွတ်တော်မှာဝင်ပြိုင်ခွင့်ကိုကျွန်တော်တို့ကိုရုပ်သိမ်းလိုက်တာပေါ့နော်ပထမဆုံးဒါသမိုင်းမှာအဲ့လိုကြတော့ဒီမှာရေရှည်သွားမဲ့အချိန်မှာ Federal Democracy လို့လူမျိုးစုအခွင့်ကျွန်တော်တို့ကတတ်တဲ့ individual rights မဟုတ်ဘူး collective rights ပါအရေးကြီးတယ်ဒီဟာတွေကိုပါထဲသွင်းစဉ်းစားဖို့လိုမယ်ဘာဖြစ်လို့ဆိုတော့လူမျိုးတစ်မျိုးရှိပြီးတော့ဒီလူမျိုးရဲ့ဖြစ်တည်မှုဒီလူမျိုးရရှိပိုင်ခွင့်အခွင့်အရေးတွေကိုကျွန်တော်တို့မစဉ်းစားဘူးဆိုရင်ဒါကအနာဂတ် Federal ပြည်တော်စုကိုတွားတဲ့နေရာမှာအဲ့ဒီမှာခွဲခြားဆက်ဆံမှုကိုကျွန်တော်တို့ထပ်ပြီးတွေးရလိမ့်မယ်အဲအကြောင်းဒီမှာအခု NUG National Unity Government ကကျွန်တော်တို့ကိုရိုဟင်ဂျာအနေနဲ့စားခေါ်လာတယ်အဲ့ဒါကိုကျွန်တော်တို့ကြိုးဆိုတယ်ဒါပေမဲ့ဒီမှာထပ်ပြီးတော့လိုအပ်တာက80နှစ်ဥပဒေရုပ်သိမ်းမှုတို့ပြီးတော့ကျွန်တော်တို့ရဲ့ရိုဟင်ဂျာနဲ့ပတ်သက်လို့ရှေ့ဆက်အနာဂတ်ဘယ်လိုသွားမဲ့ policy ဒီဟာတွေကလည်းအရေးကြီးတယ်အဲ့လို policy တွေကိုရိုဟင်ဂျာတွေပါဝင်တဲ့ရိုဟင်ဂျာတွေနဲ့တည်တည်ရှာရှာဆွေးနွေးတိုင်ပင်ပြီးတော့ဒါတွေကိုလှုပ်တင်တယ်အဲ့လိုကြမှာကျွန်တော်တို့ issue ကိုရှင်းတဲ့အချိန်မှာဥပဒေကြောင်းလူခွင့်ရှူတောင်းဥပဒေရှူတောင်းအပိုင်းရှူတောင်းဘေဟာတွေကနေဆက်ပြီးသွားမယ်ဆိုတာကျွန်တော်တို့လည်းအကျဉ်းပြုလို့ရမယ်ဒါမဲ့ဒီမှာကတော့
လက်ရှိအခြေအနေအရကတော့ကျွန်တော်ကတော့စိုးရိမ်မှုတွေတော်တော်ရှိတယ်။ဘာဖြစ်လို့ဆိုတော့နိုင်ငံတကာမျက်နှာစာတစ်ခုမှာလက်ခံဖို့အတွက်တကယ်ကိုရိုဟင်ဂျာအနေနဲ့ခေါ်ရလားတကယ်ကို sincerity ကျွန်တော်တို့ကလိုလားလားနဲ့အရင်အတိတ်ကအမှားတွေကိုကျွန်တော်တို့ပြင်ဆင်ပြီးတော့ရှေ့ဆက်ပြီးတော့ Federal ပြည်တော်စုကိုသွားမဲ့နေရာမှာလူနေစုအခွင့်အရေးရိုဟင်ဂျာတွေကိုလည်းကျွန်တော်တို့ကတကယ်ကိုဘေးဖေမထားဘူးဆိုတဲ့ဟာနဲ့သွားသလားဆိုတဲ့ဟာဒီမေကုန်းကအခုတက်ထိထုတ်နေစီရဖြစ်နေတယ်ဒါလောက်ပါပဲကျွန်တော်ဟုတ်ကဲ့ဆမဇာလီယိုဘလူမြင်လဲပေါ့ဒီကျွန်တော်တို့လောက်ရမယ်ဒီအနာကအတွက်ကိုဆမတို့ဒီဥပဒေခုနရှုထောင်းတော့အများကြီးပြောသွားခဲ့ရရှိတယ်ဒါပေမဲ့ကိုထုံးခင်ကြတော့လေဒီအကုန်လုံးကဗတ်ပေါင်းဆုံးကသွားပြီးတော့တွန်းမှရမယ်ဆိုတာမျိုးလည်းမြင်တော့သုံးသက်ပေးပါဦးဆမဟုတ်ကဲ့ကိုတက်ရှေဆိုတော့ဒီပေါ့နော်ဒီမေကွန်းဖြစ်တဲ့ဒီမြန်မာနိုင်ငံသက်မှာရိုဟင်ဂျာတွေရဲ့နေရာကိုဘာကိုအခြေခံပြီးတတ်မှတ်ရမလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဆိုကိုထွန်းခင်ကတော့ပြောပါတယ်တမိုင်းကအရေးကြီးရယ်ပြီးလည်းပြောဥပဒေကလည်းအရေးကြီးရယ်လို့ပြောတယ်မှန်တယ်ဘာလို့လဲဆိုတော့ကျမကိုယ်တိုင်ကလည်းတိုင်းရင်းသားလူနည်းစုပေါ့နော်အဲ့ဒီ community ကလာတာဖြစ်တဲ့အတွက်ကြောင့်မို့တမိုင်း history ဒီ identity ဖြစ်တယ်ပြီးတော့နောက်ထပ်တစ်ခုကじゃဘာသာစကားကလည်း identity ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုအကာအကွယ်ပေးဖို့ရန်အတွက်ကကြတော့ဥပဒေကနေပဲအကာအကွယ်ပေးရတာအရင်ရေးကြည့်ရဒါပေမဲ့ကျမအနေနဲ့ဒီနှစ်ခုတည်းနဲ့ပဲအခြေခံအချက်ဖြစ်တယ်လို့ကျမအနေနဲ့မဖြေချင်ပေါ့နော်ဆိုတော့ဒါကြောင့်ဒီမေးခွန်းလေးကိုကျမအနေနဲ့ဖြေရမယ်ဆိုကျမတို့တမိုင်းနော်ပြီးတော့လူအခွင့်အရေးနိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေတွေပြီးတော့ political will နော်နိုင်ငံရေးသဘောတူညီချက်တိတ်အရင်ရေးကြည့်ရအဲ့နှစ်ခုအဲ့အရာတွေအကုန်လုံးပေါင်းဆက်ထားတဲ့ပေါ့နော်ဖြည့်ရှင်းချက်ကပိုပြီးအရင်ရေးကြည့်တာဖြစ်တယ်ဘာလို့လဲလို့ပြောတဲ့အခါမှာကျမတို့တမိုင်းဆိုတာမျိုးကကြတော့เนาะတချို့ကလည်းပြောကြတယ်เนาะနိုင်တဲ့သူပဲရေးတာတမိုင်းဦးเนาะဆိုတဲ့အခါကျတော့ဒါပေမဲ့ကျမတို့အရင်တော့ကကျမတို့အချင်းချင်းတမိုင်းအကြောင်းကိုလုပ်တယ်ဆိုရင်အစာမကြေတာတွေလည်းရှိမယ်เนาะကိုယ်တမိုင်းကိုပြောတဲ့အချိန်မှာတစ်ဖက်လူကလည်းနင်တို့ကြောင့်မို့ငါတို့မျိုးနွယ်စုကဘာဖြစ်ခဲ့ရတယ်ဆိုတဲ့ဟာတွေရှိမယ်ကျမတို့ကအဲ့ဒါတွေကို embracing လုပ်ဖို့မဟုတ်ဘဲနဲ့ဒီလူမျိုးဖြစ်တည်တာကသူ့မှာ history ရှိရယ် identity ရှိရယ်ဆိုတာနဲ့ပြီးတော့ culture ရှိရယ် customary ရှိရယ်ဒါကเนาะကျမတို့ဒါလူမျိုးစုတစုရဲ့ဝိသေသလက္ခဏာကိုပို့ပြီးတော့မှအတိတ်ပဲဖော်စီတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါလေးနဲ့ကျမတို့ကကျေနပ်နေလို့မရအောင်သူ့မှာလူခွင့်ရေး principle ဆိုတာရှိရယ်ဘာလို့ဆိုကျမတို့တွေကလူမျိုးစုတိုင်းပဲဖြစ်ဖြစ်ကျမတို့ culturally ကြည့်လိုက်မယ်ဟိဆိုရင်ကျမတို့ကများသောအားဖြင့်patriarchy တွေကလည်းရှိသေးတာเนาะအမျိုးသားတွေကပဲเนาะအုပ်စိုးရတဲ့ဟာတွေပြီးလဲပြီးတော့နော်ပြီးတော့ဒီ bread winner ကဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းရှိနေပြန်တဲ့အခါကျတော့ကျမတို့ကဒီအခွင့်အရေးလို့ပြောတဲ့အခါမှာလဲကျမတို့ကဒီလူနည်းစုကြားထဲမှာမှကျမတို့တွေကလူအချင်းချင်းကြားထဲမှာဘယ်အခွင့်အရေးကတော့ကျမတို့မျက်ကွယ်ပြုခံနေရတယ်လဲဆိုတာတွေကစလည်းအရန်ရေးကြည့်ရပြီးတော့ဆောနာရုံကပြောသွားတယ်ဒီနိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကိုထုံးခင်ကတော့ပြောတယ်မှန်တယ်ဒီနိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီးတော့ citizenship law 82ပေါ့နော်အဲ့ဒါတွေကNUG ကနေပြီးတော့လေခုချိန်นี้မပယ်ဖြတ်သေးဘူးလို့ပြောတယ်ဒါပေမဲ့ကျမတို့ဘာလို့တွေ့ရလဲဆိုတော့ဒီ2021ခုနှစ်ဇွန်လမှာတော့ကျမ policy ပေါ့နော် position policy ကိုကျမအနေနဲ့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျတော့ဒီ1982 citizenship law ကိုနော်ပြင်ဆင်ဖျက်သိမ်းတင်တယ်လို့ပြောတယ်ဆိုတော့ဒီနေရာမှာကျမအနေနဲ့အဲ့ဒီ policy paper ကိုကျမတို့သုံးသပ်ကြည့်တဲ့အခါမှာကြည့်လိုက်တဲ့အခါမှာအချက်တွေအများကြီးတော့ရှိရပေါ့နော်အဲ့ဒီထဲမှာဘာလဲဆိုတော့နိုင်ငံသားဖြစ်မှုဆိုတဲ့နေရာမှာတစ်ခုလေးကိုတော့ကျွန်မအနေနဲ့တွေ့ရတယ်အဲ့ဒါဘာလဲဆိုနိုင်ငံကိုအကျိုးပြုတဲ့လူတွေကိုဆိုတဲ့ဟာအဲ့ clause လေးပါတယ်ဆိုတော့ကျွန်မအနေနဲ့ဒီနေရာမှာကျွန်မတို့ကစဉ်းစားရမယ်လူတာမန်လူအနေနဲ့ဒီနေရာကိုစဉ်းစားဖို့လိုတယ်ကျွန်မတို့policy maker အနေနဲ့ခဏမစဉ်းစားဘဲနဲ့လူအနေနဲ့ကျွန်မတို့စဉ်းစားကြည့်အောင်ကျွန်မတို့တွေကတနည်းအားဖြင့်ကျွန်မတို့ရွှေ့ပြောင်းသွားလာတဲ့အခါမှာကိုကအလုတ်ကျွေးပြုစုဖို့ထက်ဆိုင်ရင်ရေးကြည်ရမျက်နှာရကိုအဲ့နာသွားရင်ကိုအတွက်ဘာတွေကတာယာဝပြောစီမလဲဆိုတာကိုပဲအရင်စဉ်းစားတာလေနော်ဆိုတော့ဒါကြောင့်ကျွန်မတို့ကအလုတ်ကျွေးပြုစုတဲ့လူတွေကိုပဲကျွန်မတို့တွေကနိုင်ငံသားဖြစ်မယ်ဆိုရင်ကျွန်မတို့အဆင်မပြေဘူး
ဒါလေးကိုတော့ကျမအနေနဲ့ဒါဒီလိုမျိုးလောက်ပါမယ်လို့တော့ policy ထဲမှာတော့မရေးထားဘူးဒါပေမဲ့အဲ့ clause ပါနေတာတော့ကျမတို့ဒါကိုဒါလေးကိုတော့ကျမအနေနဲ့ပြောချင်တယ်အဲ့နဲ့ပြီးတော့နောက်တစ်ခုအနေနဲ့ကြတော့ဒီpolicy position မှာလဲပေါ့နော်ဒီဘာတွေပြန်ပါတယ်လဲဆိုတဲ့အခါမှာနိုင်ငံသားဖြစ်မှုလို့ကြည့်တဲ့အခါမှာမွေးဖွားမှုနဲ့မိဘနိုင်ငံသားဖြစ်မှုကိုအခြေခံသင့်တယ်ဆိုတာအဲ့ဒီအကြောင်းတွေလည်းပါတယ်တခါတည်းညကျမတို့တွေကမိဘတွေနိုင်ငံသားဖြစ်နေဘလို့လုပ်မလဲနော်တချို့ကျမတို့ဒါနဲ့ပတ်သက်ပြီးတော့ကြတော့ဒါကလည်းပေါ့နော်ကျမတို့ဒီအနောက်နိုင်ငံဆိုရင် by birth နဲ့သွားတယ်နော်ဆိုတော့ကျမတို့အဲ့ဒါကိုလည်းကျမတို့ပြန်စဉ်းစားရမယ် by birth နဲ့ကျမတို့သွားမလားပေါ့နော်ဆိုတော့ဒီမေကွန်းလေးကိုတော့ကျွန်မအချုပ်အားဖြင့်ကျွန်မအနေနဲ့ပြောချင်တာဒီ policy maker တွေအနေနဲ့ဒါအခု policy maker အနေနဲ့မေကွန်းထုတ်ရမယ်မေကွန်းလေးကိုကျွန်မအနေနဲ့ပြောချင်တယ်ဆိုတော့ Rohingya အပါဝင်အခြားသောလူတွေလို့ပြောတဲ့အခါမှာဘယ်လူမျိုးမဆိုเนาะနိုင်ငံတနိုင်ငံကိုเนาะခိုးဝင်သည်ပဲဖြစ်ဖြစ်တရားဝင်နီးလန်းကြနေပဲဖြစ်ဖြစ်ဝင်ရောက်လာတာပဲဖြစ်ဖြစ်ဒီနေရာမှာသူတို့တွေကကောဒီနိုင်ငံမှာနေထိုင်ခွင့်ရှိသလားဒါမှမဟုတ် citizenship apply လုပ်လို့ရသလားဆိုတော့မေးခွန်းထက်ဆိုင်သူတို့တွေရဲ့လူကုန်တိတ်ခါတွေတန်းတူအခွင့်အရေးကိုဒီ policy ဒါမှမဟုတ်ဒီဥပဒေကငါတို့ဘယ်လို protect ပေးရမလဲဆိုတော့ရှုထောင့်ကနေပြီးတော့ချင်းကပ်ဖို့ရန်အတွက်အရန်ရေးကြီးတာဖြစ်တယ်။ no မဟုတ်ဘူးဆိုရင်ကျမတို့ဥပဒေကခဏခဏပြင်ဆင်ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီຢာလေးကိုကျမအနေနဲ့ response လုပ်ချင်ပါတယ်ကျေးဇူးပါကျေးဇူးရှင်မကျွန်တော်ဖွင့်လို့ဝေးရလဲဖြစ်ဖြစ်ချင်းနဲ့ပို့ပြီးတော့ဖွင့်လို့ရရများလာအချိန်ရလဲကျွန်တော်လင့်လာကြတော့အဲ့တော့ကျွန်တော်တို့မိကုန်းလည်းအများကြီးမချင်တော့ဘောတစ်ခုနှစ်ခုပဲချင်ပါတော့เนาะဒါတော့ဒီနိုင်ငံရေးမိကုန်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ federalism ကြောင့်ကျွန်တော်ပြောကြတဲ့အခါမှာကျွန်တော်တို့ကဒီ share power ပေါ့ခုနကတော့လည်းကိုဖီတူပြောသွားတယ် form of state ပါညာအဲ့တော့ဒီကျွန်တော်ဒီ power ဒီမျှဝေဖို့ကိစ္စတွေเนาะဒီ power တိဆောက်ကြတဲ့ကိစ္စတွေအခုဒီ federal unit တွေလိုက်သူ့အနေနဲ့သူပေါ်လာကြတဲ့ unit တွေမှာပြီးတော့ဒီ NUG နဲ့ unit တွေကြားထဲမှာ power ခွဲမှုဖားတဲ့ကိစ္စတွေဒါလည်းအများကြီးကျွန်တော်တို့ဖြစ်လာကြပြီချိန်မှာတော့ဒီကျွန်တော် power ဒီပြန်လဲခွဲဝေမှုပေါ့ share power လုပ်တဲ့ကိစ္စကကျွန်တော်တို့ဒီ share identity ရောလိုသလားပေါ့ power တွေကျွန်တော်ခွဲခြားတဲ့နေရာမှာ resource ခွဲခြားတဲ့နေရာမှာရှိမယ်တော့နိုင်ငံရေးအာဏာခွဲဝေမှုကိစ္စရရှိမယ်အဲ့လိုလုပ်တဲ့နေရာမှာကျွန်တော်တို့ကဒီ data မှာရှိကြတဲ့လူမျိုးတွေအတွက်ကိုကျွန်တော် identity ဘယ်လိုပုံစံမျိုးနဲ့ရှိတဲ့လဲတော့ဒီ data သားတို့မို့ကျွန်တော်ဒီနိုင်ငံသားစတဲ့ဟာမျိုးတွေပေါ်မှာပြီးတော့ဘယ်လိုမျိုး identity ကျွန်တော်ရှိတဲ့လဲပြီးတော့ဒီစုံလင်ကွဲပြားမှုတွေကိုလက်ခံထားတဲ့ဒီ political community တခုရှိအောင်နဲ့လုံလောက်သလားဒါမှမဟုတ်ရှင်ကျွန်တော်ဘယ်လို identity မျိုးတိဖောက်တဲ့လဲပေါ့ကျွန်တော်ကတော့မြန်မာနိုင်ငံရေးမှာဒီ identity politics ဆိုတာကိုဒါကျွန်တော်တူတဲ့ရဲ့သဘောထားပြောတာပါ identity politics ဆိုတာကိုကျွန်တော်ကြော်ခြင်းပြီပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့တိုင်းပြည်ရဲ့သမိုင်းအရေးနဲ့ပွင့်လင်းပြောရင်ကြော်လို့မရသေးဘူးဥမာအပြင်ပြည်နယ်တွေကိုဘယ်လိုနာမည်ပေးမယ်ဆိုတာအစလို့အနာဂတ်နိုင်ငံတော်ကိုတိဆောက်တဲ့အခါမှာနောင်ပေါ်လာလက်တန့်သော unit တွေကိုဘယ်လိုနာမည်ထားမယ်ဆိုတာအထိအခုစဉ်းစားနေကြတာဆိုတော့တကယ်က citizen right base ကိုပဲသွားရမှာလို့မြင်တယ်ပေါ့နိုင်ငံသားဖြစ်လို့ရှိရင်နိုင်ငံသားတယောက်ရဲ့တာဝန်ရှိမယ်သူ့ရဲ့အခွင့်အရေးရှိမယ်သူ့ရဲ့နိုင်ငံပေါ်မှာထားတဲ့သူ့ရဲ့တစ္ဆာရှိမှုဒါတွေအကုန်လုံးဟာသူနိုင်ငံသားဆိုတဲ့ဂုဏ်အင်္ဂါထဲမှာပါတာနဲ့အညီပေါ့နော်ရရှိခံစားနိုင်တယ်အဲ့လိုပဲနိုင်ငံကိုလည်းပြန်လဲပြီးတော့တာဝန်ထမ်းဆောင်နိုင်တယ်အကျိုးပြုနိုင်တယ်ဆိုတဲ့အခြေခံကပဲကျွန်တော်တို့သွားတင်တယ်လို့မြင်တယ်ပေါ့ဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ identity politics ကိုကျွန်တော်ကိုယ်တိုင်လည်းတဦးချင်းအနေနဲ့ဆိုကျွန်တော်တို့ identity politics ကိုပြောလို့မရှိဘူးအများနဲ့သက်ဆိုင်တဲ့နိုင်ငံရေးတွေမှာပဲကျွန်တော်တို့ပါဝင်ပြီးတော့လှုပ်ရှားနေကြတာဆိုတော့identity politics နဲ့ပတ်သက်လို့ရှိရင်တော့အခုကတော့ပြန်ပြီးတော့အဲ့ဒီဟာကိုစဉ်းစားလာကြပြီဆိုရင်ဟုတ်ပြီကျွန်တော်တို့တိုင်းပြည်ကစုံလင်ကွဲပြားတဲ့လူဖွဲ့စည်းဖြစ်တယ်အဲ့ဒီထဲမှာ minority within minority ရှိတယ် religious minority ရှိတယ်ကျွန်တော်ရှေ့ပိုင်းမှာဆွေးနွေးသွားသလိုပဲဘယ်သူရဲ့ political representation ကိုမှမကြံခဲ့ဖို့လိုတယ်ဘယ်သူရဲ့ဒီနိုင်ငံရေးအခွင့်အရေးကိုမှမငင်းပယ်ဖို့လိုတယ်သူတို့ရဲ့ဖြစ်တည်မှုသူတို့ရဲ့ရွေးချယ်မှုသူတို့ရဲ့ဒီနိုင်ငံမှာဘယ်လိုပုံစံနဲ့နေမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေကိုကျွန်တော်တို့ကလေးစားရလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒါကအရန်ကာယောကြီးဗျံပရာကြီးကျွန်တော်တို့ကခွင့်ပြုနေမယ်လက်ခံနေမယ်လို့ပြောတာတော့မဟုတ်ဘူးဆိုလိုတာကျွန်တော်နိုင်ငံမှာဒီကြုံခဲ့ရတဲ့ဒီတမိုင်းသင်ခန်းစာတွေကိုယူပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုဘယ်လိုအကောင်းဆုံးဒီစုံလင်ကွဲပြားမှုကိုတိမှတ်လက်ခံပြီးတော့တကယ်ကိုဟလာဒီအပြန်အလှန်လေးစားမှုနဲ့တိဆောက်တဲ့လူအဖွဲ့အစည်းကိုဘယ်လိုတိဆောက်ကြမလဲဆိုတာကျွန်တော်ထင်တယ်ပိုပြီးအရေးကြီးလိမ့်မယ်လို့မြင်တယ်အဓိကကတော့နိုင်ငံဆိုတာကို
ကျွန်တော်တို့ဟာတူတယောက်တည်းပိုင်နေဆိုတဲ့စိတ်အခြေခံနဲ့တွားလို့တော့မရတော့ဆိုတော့ဒါကလွတ်လပ်ရေးကြိုးပမ်းမှုမှတ်တိုင်ထဲမှာလည်းကြီးညာစာတမ်းမှာလည်းဒီတိုင်းပဲပါတာပေါ့နိုင်ငံတော်ဆိုတာတူတယောက်ပိုင်မဟုတ်ဘူးတစုတစ်ပွဲပိုင်မဟုတ်ဘူးဘယ်ဖွဲ့ရမှာမပိုင်ဘူးအားလုံးအတူတူဒီနိုင်ငံရဲ့လွတ်မြောက်ရေးဒီနိုင်ငံရဲ့ Federal Democracy ခရီးချမ်းကိုတိဆောက်ခဲ့ကြရတယ်ဆိုတဲ့ဒီတူညီမှုတစ်ခုအောက်မှာပေါ့နော်ကျွန်တော် coming together ပြန်သွားဖို့လိုအပ်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့အချုပ်ပြောချင်ပါတယ်ဒီလောက်ပါကျေးဇူးကိုဗီဒူဟုတ်ကဲ့Famous Valley ရောဒီခုနကိုဗီဒူပြောသွားတဲ့အချက်ပေါ်မှာဘယ်လိုမြင်လဲပေါ့နော်ဒီ identity ကိစ္စဒီကိုဘယ်လိုမျိုးစဉ်းစားလဲပေါ့ဆိုတော့ကျမအနေနဲ့ဒီနိုင်ငံအသီးသီးကိုတုံးတက်တဲ့အခါမှာပေါ့နော်အထူးသဖြင့်ဒီ federal ပေါ့နော်ဒီ principle ကျင့်သုံးတဲ့ဒီနိုင်ငံကိုကြည့်ရတဲ့အခါမှာသူတို့တွေကပေါ့နော် share identity ကိုမလိုအပ်ဘူးလို့ကျမအနေနဲ့မြင်တယ်တုံးတက်လိုက်ရင်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့အိမ်နီးချင်းနိုင်ငံပဲဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်နော်ဘာသာစကားတစ်ခုထပ်ပို့ပြီးတုံးကြတယ်နော်လူမျိုးတွေလည်းအများကြီးရှိတယ်နော်ပြီးတော့ကျမတို့ပထဝီမြေပြင်အနေထားရမတူတာမျိုးတွေလည်းရှိရယ်ဆိုတော့ဒါကြောင့်ကျမတို့တွေကဒီကျမအနေနဲ့ဒီ federal ဒီရဲ့ပေါ့နော်ဒီ federal states တွေရဲ့ဒီအဲ့ဒါတွေကိုတုံးသက်တဲ့အခါမှာတုံးသက်လေးလာဆန်းစစ်တဲ့အခါမှာဒီ share identity ကမလိုအပ်ဘူးလို့ကျမအနေနဲ့မြင်တယ်ဒါကတော့လေကျမကိုစီတူနဲ့ထပ်တူကြတယ်လို့ကျမအနေနဲ့မြင်ပါတယ်ဆိုတော့ဒါပေမဲ့ကျမတို့တွေက share identity တော့မလိုပေမဲ့ကျမတို့ share commitment ကတော့လိုတယ်ဆိုတော့ဒါလေးကိုကျမအနေနဲ့ဥပမာလေးတစ်ခုနဲ့ပြောပြစီဒါကလည်းအခုဒီလက်တော်မှာတအား trend ဖြစ်နေတဲ့အရာပေါ့နော်မိုဟင်ခါနိုင်ငံရေးဆိုတဲ့ဒီ clip လေးတစ်ခုတက်တယ်လို့ပေါ့နော်သူ့နေရာမှာသူ့ဘာသာသူဘလို့ဘဲငားနဲ့ပဲချက်မိုဟင်ခါလို့ကျမတို့ခေါ်ကြတာပဲနော်ဆိုတော့အဲ့တိုင်းပဲကျမတို့မှလည်းနော်ကွဲပြားခြားနာမယ်နော်ကွဲပြားခြားနာကောင်းခြားနာလိမ့်မယ်ဒါပေမဲ့ကျမတို့ commitment ဆိုတဲ့အရာတူဖို့လိုတယ် commitment ဆိုတဲ့နေရာမှာကဲငါတို့ကတော့ဒီလူအုပ်စုကိုငါတို့မဖယ်ခြင်းဒီဘာသာဝင်ဆိုတဲ့ငါတို့မဖယ်ခြင်းဒီ gender ဖြစ်လာပြီဆိုငါတို့ကမဖယ်ခြင်းဘူးဆိုတော့အဲ့ commitment တော့ရှိဖို့လိုအပ်တယ်ဆိုတော့ဒါကတော့ကျမတို့တွေကဒီnew မြန်မာပေါ့ဒါမှမဟုတ်ကျမတို့မြန်မာနိုင်ငံရဲ့အနာဂတ်ကိုတိဆောက်တဲ့အခါမှာကျမတို့ဒီအရာကလည်းအရန်အရေးကြီးတယ်လို့ပြောချင်တယ်ကျမတို့ပြီးတော့နောက်တစ်ခု share power လို့ပြောတဲ့အခါမှာကျမတို့ကဗာလဲ distribution of power လည်းအရေးကြီးတယ်လို့ကျမတို့ separation of power အရန်ရေးကြီးရဆိုတာကိုလည်းကျမအနေနဲ့ပြောပြပြစေမဟုတ်ရင်ကျမတို့တွေက volleyball ပုတ်နေတယ်လို့ဖြစ်လိမ့်မယ်ဒါတော့ငါတို့အရေးမဟုတ်ဟိုဘက်အရေးဖြစ်မယ်ထင်တယ်ဆိုတာမျိုးတွေเนาะဒါကြောင့်ကျမတို့ဒီအရာလေးကိုလည်းကျမတို့ကဘယ်လိုပြောမလဲတုံးတက်ထဲ့ဝင်တုံးတက်မှာဖြစ်ပါတယ်ဆိုတော့အချုပ်အားဖြင့်နဲ့ပြောရမယ်ဆိုရင်ကျမတို့ဒီ federal democracy ရဲ့principle တွေအများကြီးထဲမှာသူ့ရဲ့အဓိကအချက်ကအခြေခံအကျဆုံးထဲမှာအခြေခံကြတဲ့ဟာကြတော့ကျမတို့စုံလင်ကွဲပြားမှုသူကလက်ခံထားတယ်ဒါပေမဲ့ကျမတို့တွေအနာဂတ်တစ်ကိုတိဆောက်တဲ့အခါမှာကျမတို့တွေအနာဂတ်တစ်တစ်ခုကိုသွားတဲ့အခါမှာကျမတို့မှာ commitment ဒါမှမဟုတ်တူညီတဲ့ဘုံသဘောတူညီချက်တော့ရှိရမယ်လို့ပြောဒါကကျမတို့ထပ်တူကြဖို့မလို့ထပ်တူကြဖို့မလိုဘူးလို့ကျွန်မပြောပြစီ။ဘာဖြစ်လို့လဲဆိုကျွန်တော်တို့နိုင်ငံဒီနော်ပထဝီနိုင်ငံရေးရနော်တောင်တန်းနဲ့နော်မြေပြင်အနေထားဟိုကလည်းပြည်မကလည်းမတူသလိုကျွန်တော်တို့ဘာသာစကားလည်းမတူဘူး။ပြီးတော့လက်ခံတဲ့ပုံစံချင်းလည်းကျွန်တော်တို့မတူဘူး။အဲ့ဒါမတူတော့လိုက်ညှိစရာမလိုဘူး။ဒါကြောင့်ကွဲပြားခြားနာတာကိုယ်တိုင်ကကျမတို့တွေကဒါကစုံလင်ကွဲပြားတယ်လို့ကျမတို့အဲ့ဒီအမြင်ကြည့်ဖို့တယ်လိုအပ်တယ်လို့ပြီးဒီဟာကိုအကာအကွယ်ပေးဖို့ရန်အတွက်ကလည်း share power ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိ distribution of power separation of power ဒါကိုလည်းကျမတို့ policy maker တွေကောင်းဆိုအရင်ဆုံးနားလည်ဖို့တော့လိုအပ်တယ်ပြီးတော့မှကျမတို့တွေကဒီမြေပြင်မှာရှိတဲ့ဒီ community အချင်းချင်းကြားတဲ့ရဲ့တစ်ဖက်နဲ့တစ်ဖက်ကူးလူဆက်ဆံတဲ့ပုံစံတွေကလည်းဒါကအရင်ရည်ကြည်တယ်လို့ကျမအနေနဲ့ဖြေကြားချင်ပါတယ်ရှင်ဟုတ်ဆရာကိုလုံးငယ်ရောဘယ်လိုမြင်လဲခင်ဗျာဟုတ်ကဲ့ကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာသွားနေတဲ့အစဉ်ဆက်ပေါ့နော်လက်တွေ့ကြတဲ့နေရာမှာတော့ဒီလို identity politics ကတော့တောင်းတန်းအဲ့ဒါတော့ရေရှည်အတွက်တော့စဉ်းစားလို့ရမယ်လောလောဆယ်အနေထားတွေမှာတော့ကျွန်တော်ထင်တာတော့တိတ်တော့မလွယ်ဘူးအဲ့ဒါကို identity ဟာကိုမလုပ်ဘဲနဲ့ဒီတိုင်းသွားမယ်ဆိုရင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ယုံကြည်မှုတွေ trust တွေကအများကြီးဟိုရှိတယ်ပြီးတော့အဲ့ဒီမှာတခါမဆာလီပြောသွားသလိုဒီအနေထားတစ်ခုမှာ commitment တကယ်ကိုရှိလာပြီဆိုရင်အဲ့ဒါကတော့ကျွန်တော်တို့စဉ်းစားလို့ရသေးတယ်အခုလက်ရှိအနေထားမှာတော့ဒီမှာကျွန်တော်တို့မြင်တာကတော့
တကယ်ကို commitment ကဘယ်လောက်ထိရှိနေသလဲဆိုတော့ဒီမေကွန်းကရှိနေသေးတယ်အဲ့လိုကြတော့အဲ့ဒီမေကွန်းကတော့တကယ်တဲ့အခုအနေထားမှာရှိနေတဲ့မေကွန်းကတော့ share power ပြီးတော့ distribution of power separation of power ဒါတွေကအခုတည်းမရှိမလေးအများကြီးရှိတယ်အဲ့လိုဟာတွေကပို့ပြီးအရေးကြီးတယ်ဆိုတော့ကျွန်တော်ထင်တာကတော့ကျွန်တော်တို့ရေရှည်အတွက်ကျွန်တော်တို့ကတော့တခြားနိုင်ငံမှာရှိနေတဲ့ဥပမာတွေယူပြီးတော့တွားဖို့လိုမယ်အဓိကတော့အခုအခြေအနေမှာတော့ identity တဲ့ကျွန်တော်တို့ commitment ဆိုတဲ့ဟာကိုကျွန်တော်တို့ဒါတကယ်လို့ရဝပြီဆိုရင်ကျွန်တော်တို့ကဆက်သွားလို့ရတယ်ဒါမဲ့လက်တွေးမှာတော်တော်ခက်တယ်အဲ့ဒီခက်တဲ့ဟာကိုကျွန်တော်တို့ commitment နဲ့ဘယ်လို trust building တခုစောင့်နိုင်မယ်ဆိုတဲ့ဟာကတကယ်အရေးကြီးပါတယ်အဲ့ဒါတကယ်လုံနိုင်မှတကယ်နဲ့ယုံကြည်မှုရှိလာပြီဆိုရင်ကျွန်တော်ထင်တာတော့အဲ့ဒီ identity issue တွေကတော့ပျောက်သွားပါလိမ့်မယ်အဓိက commitment share power ဆိုတဲ့နေရာမှာလည်းဘယ်လို share power လဲseparation power distribution of power တရားတွေတေချာရှိဖို့လိုမယ်အဲ့ဒါတွေမရှိဘူးဆိုရင်အကုန်လုံးကြောက်တော့ဖြစ်ပြီးတော့ပြဿနာတွေအများကြီးပိုဆိုးရနိုင်မယ်ကျေးဇူးပါ ကျေးဇူးပါခင်ဗျာဆရာကိုထွန်းငယ်အဲ့တော့ဒီနောက်ဆုံးမေးခွန်းပါပဲကျွန်တော်တို့ဒီနောက်အနှစ်20လောက်ကြာတဲ့အခါမှာမြန်မာနိုင်ငံရဲ့တမိုင်းကိုပြန်ရေးကြတဲ့အခါမှာရိုဟင်ဂျာအရေးဆိုတဲ့စာမျက်နှာတစ်ခုရေးဖို့ရှိပါလိမ့်မယ်အဲ့ဒီစာမျက်နှာကျွန်တော်တို့တွေကဘလို့လူအတိုင်းဝိုင်းဘလို့လူအဖွဲ့အစည်းမှာနေထိုင်ခဲ့ကြတယ်ဘလို့လူအဖွဲ့အစည်းဖြစ်ခဲ့ကြတယ်ပြီးတော့ဘလို့နိုင်ငံမျိုးကိုတည်ဆောက်ဖို့ရွေးချယ်ခဲ့ကြတယ်ဆိုတဲ့အကြောင်းကိုပြောပြနေမယ်လို့မြင်ပါတယ်အဲ့တော့အဲ့ဒီစာမျက်နှာကိုဆရာတို့ဆရာမတို့ဘလို့ပုံစံမျိုးနဲ့ရေးချင်ကြသလဲအနာဂတ်20ကြာတဲ့အခါမှာရိုဟင်ဂျာအရေးဆိုတဲ့မြန်မာသမိုင်းရဲ့စာမျက်နှာမှာဘလို့မျိုးအကြောင်းအရာတွေဘလို့မျိုးယက်တီချက်တွေဘလို့မျိုးသမိုင်းတွေကိုကျွန်တော်တို့ရေးသားခြင်းကြတယ်ကျွန်တော် Famous Valley ကနေစပြီးလှည့်သွားပါမယ်ဟုတ်ကဲ့ဆိုတော့ကျမအနေနဲ့ဒါကကျမအနေနဲ့တူတဲ့တော်လကောင်ဒီနေ့ဖြည့်အခုဒီမေကွန်ဖြည့်ကြမယ်ဒီလိုမျိုးဖြစ်တင်တယ်ဆိုတဲ့ဟာနဲ့ပဲကျမအနေနဲ့ပြောပြပါစေဆိုတော့အကောင်းဆုံးဖြည့်ကတော့နောက်နှစ်20မှာဒီရိုဟင်ဂျာအရေးဟာရိုဟင်ဂျာတွေအကြောင်းကိုပဲရေးတာမဟုတ်ဘူးဆိုတာမျိုးကျမတို့သိဖို့လိုအပ်တယ်။ဘာလို့သူ spectrum ကရိုဟင်ဂျာတွေကတော့အစုလိုက်ပြုံလိုက်နဲ့ခံရတယ်လို့ကျမတို့အခြားသောတိုင်းရင်းသားလူနည်းစုတွေနော် gender minority တွေကလည်းခံစားခဲ့ကြရတယ်ဆိုတော့ spectrum ကိုကျမတို့တွေကနားလည်ဖို့ရန်အတွက်လိုအပ်တယ်။ပြီးလည်းပြီးနောက်ထပ်တစ်ခုကနောက်နှစ်20မှာဆိုရင်မြန်မာနိုင်ငံဟာလူကုန်သိက္ခာတန်းတူညီမျှမှုနဲ့နိုင်ငံသားဖြစ်မှုကိုဘလို့နားလည်ခဲ့ကြတယ်လဲဆိုတော့စမ်းသပ်ခဲ့တဲ့တမိုင်းစာမျက်နှာဖြစ်ခဲ့တယ်လို့ကျမအနေနဲ့ဒါနားလည်ရမယ်ကျမအနေနဲ့ဒီလိုမျိုးရေးကျင်တယ်ပေါ့နော်ဒီလိုမျိုးထင်သာစီကျင်တယ်ပြီးလဲပြီးတော့ဒါကြောင့်မို့နောက်20မှာရေးမဲ့တမိုင်းဖြစ်တဲ့ခါကျကျမတို့အခုကလေးကနေစပြီးတော့ပြင်ရမှာပါလဲဆိုတော့နောက်20မှာဘလို့ရေးစေချင်လဲရေးစေချင်တဲ့ဟာအခုကလေးကစမယ်အကြောင်းကတော့မြန်မာပြည်သူတွေဟာနော်ကြောက်ရွံ့မှုမရှိဘဲနဲ့နော်ကြောက်ရွံ့မှုကိုမရွေးချယ်ဘဲနဲ့တရားမျှတမှုကိုရွေးချယ်ခဲ့တယ်ဖယ်ကျင်မှုကိုမရွေးချယ်ဘဲနဲ့ပါဝင်ခွင့်ကိုရွေးချယ်ခဲ့ကြတယ်အတိတ်ကနာကျင်မှုတွေကိုမဖုံးကွယ်ဘဲနဲ့အမှန်တရားတာဝန်ခံမှုနဲ့ပြန်လည်သင့်မြတ်ရေးကိုရွေးချယ်ခဲ့ကြတယ်ဆိုပြီးတော့မှကျမတို့ရေးစိတ်ချင်တယ်ဒီလိုရေးဖို့ရန်အတွက်ကကျမတို့အခုကလေးကစမှာဖြစ်တယ်ဒါပေမဲ့ဒီလိုပြောလို့မစနေဘူးလို့တော့မပြောဘူးဒီလိုမျိုးစနေတဲ့အကြောင်းရင်းကိုလည်းတဦးချင်းစီရစတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တစ်ဖွဲ့ချင်းစီရစတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကျမတို့တွေက harmonize ဒါမှမဟုတ် synchronizing ဖြစ်ဖို့ရန်အတွက်ကျမတို့တွေကအဲ့ဒီအရွေ့ကိုကျမတို့ movement ကိုကျမတို့ဖော်ဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျမအနေနဲ့အချုပ်အားဖြင့်ပြောရမယ်ဆိုရင်ရိုဟင်ဂျာအရေးဆိုတဲ့စာမျက်နှာဟာလူတစုရဲ့တမိုင်းမဟုတ်ဘဲနဲ့မြန်မာနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကဘလို့နိုင်ငံမျိုးဖြစ်ချင်ခဲ့တယ်လဲဆိုတာကိုဖော်ပြခဲ့တဲ့စာမျက်နှာဖြစ်လာမယ်လို့ကျမအနေနဲ့ယုံကြည်ပါတယ်ကျွန်မကျေးဇူးပါခင်ဗျဟုတ်ဒီဖျက်ကိုဖီဆိုရင်ကျွန်တော်ဒီနောက်အနှစ်20ကြာတဲ့အခါမြန်မာနိုင်ငံရဲ့တမိုင်းကိုမြန်မာနိုင်ငံတည်ရဲ့တမိုင်းကိုကျွန်တော်ပြန်ဖတ်ကြတဲ့အခါမှာရိုဟင်ဂျာအရေးဆိုတဲ့စာမျက်နှာကကျွန်တော်တို့တွေဟာဘလို့လူမျိုးတွေဖြစ်ခဲ့ကြတယ်ဘလို့နိုင်ငံမျိုးကိုတီဖောက်ဖို့ရွေးချယ်ခဲ့ကြတယ်ဆိုတော့ပြောပြနေလိမ့်မယ်အဲ့စာမျက်နှာကိုကျွန်တော်တို့ဘယ်လိုမျိုးရေးထိုးချင်ကြသလဲပေါ့ကျေးဇူးပါတကယ်တော့နိုင်ငံတစ်ခုကိုထ
ထူထောင်နေတဲ့အခု nation building ကိုတွားနေကြတဲ့အချိန်မှာပဲကျွန်တော်ရှေ့ဘက်မှာပြောရတယ်လို့ပဲတကယ်တော့ကျွန်တော်တို့မှာဟို constitutional paper လို့ပြောလို့ရတဲ့ဟိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုင်တဲ့ကနဦးစာတမ်းတွေကြီးညာစာတမ်းတွေတော့ရှိနေပြီပေါ့နော်နိုင်ငံရေးရရှိမှန်းချက်တွေတော့ရှိနေပြီပေါ့အဲ့ဒီမှာကျွန်တော်အစောပိုင်းကျွန်တော်ရဲ့ဒီဆွေးနွေးချက်တွေထဲမှာပါတယ်လို့ပဲကျွန်တော်တို့နိုင်ငံကိုတကယ်စုံလင်ကွဲပြားတဲ့လူဖွဲ့စည်းဖြစ်ချင်တယ်ဆိုလို့ရှိရင်အပြန်အလှန်လေးစားမှုရယ်လူနည်းစုတွေရဲ့အခွင့်အရေးကိုကာကွယ်မြင့်တင်မှုကိစ္စရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲမှာဟိုနှုံးဆန်နေနဲ့တတ်မှတ်ထားရုံနဲ့တော့မလုံလောက်ဘူးလို့မြင်တယ်ဆိုလိုတာကကျွန်တော်တို့49ပဲကြီး84ပဲကြီး2008ပဲကြီးအရန်ရေးလို့ဟိုဘယ်လိုခေါ်မလဲအဲ့အချက်တွေအားလုံးကတော့တကယ်ဟို citizen fundamental right တွေထဲမှာကြီးလိုက်လို့ရှိရင်တော့ပါနေတာပဲလူလက်ဆိုတာစီတန်းလက်ခွင့်ရှိစီစီဝင်ဒီဘာသာရေးကိုအခြေခံရေးနိုင်ငံရေးကိုအသုံးမချရနိုင်ငံရေးကိုဘာသာရေးအလို့ငါဘာညာဘလာဘလာဘလာပေါ့ဗျာစုံတော့ရေးတာပဲဒါပေမဲ့လို့တက်လာတဲ့အစိုးရတွေရဲ့နိုင်ငံရေးစိတ်ဆန္ဒနဲ့အရန်တိုက်ရိုက်သက်ဆိုင်တယ်သူတို့ဟာဘယ်လောက်ထိဒီကိစ္စအပေါ်မှာကင်တွယ်ဆောင်ရွက်နိုင်စွမ်းရှိတယ်လေတချို့ကိစ္စတွေကဟိုဒီနေရာမှာပွင့်လင်းဆွေးနွေးရလို့ရှိရင်မတူရဲမထိရဲဖြစ်နေခြင်းဟာပြဿနာကိုလက်ခံနေခြင်းပဲအနာဂတ်မှာပို့ပြီးတော့ပောက်ကွဲလာတော့မယ်ဘုံတစ်လုံးကိုဒီကိစ္စကိုဘယ်လိုဒီဘုံကိုတည်သွားအောင်လို့ဘယ်လိုမျိုးဒီမိုင်းတွေဖြစ်အောင်ဘယ်လိုကြိုးစားရမလဲဆိုတာမစဉ်းစားပဲနဲ့မတူရဲမထိရဲဖြစ်နေခြင်းဟာအဲ့ဒါပြဿနာကိုဟိုကျွန်တော်တို့လက်ခံပေးနေတယ်လို့ပဲအဲ့ဒါကြောင့်ဟိုဒီကိစ္စကကင်တွယ်ရမယ်ကျွန်တော်ဒီကိစ္စကိုရေးရဲဒီဟိုပြောဆိုရမယ်ဆွေးနွေးရမယ်ဟာလားကျွန်တော်တို့ဒီကိစ္စကိုဖြစ်စေခဲ့တဲ့ root cause တွေကိုကျွန်တော်တို့အဖြေရှာရမယ်ဆိုလိုတာဘာတွေဖြစ်ခဲ့လဲဒီ root cause တွေထဲမှာပွင့်လင်းပြောလို့ရှိရင် ICJ မှာရင်ဆိုင်နေရတဲ့အမှုကအဲ့ဒါ one of the root cause စစ်တပ်ရဲ့ဆိုရရက်ဆက်ရန်ကားမှုတွေအပါအဝင်အဲ့ဒီကာလတာဝန်ရှိခဲ့တဲ့သူတွေကဘယ်သူတွေပါဆိုတဲ့ root cause ကိုကျွန်တော်တို့ပြောရမယ်ကျွန်တော်တို့ချင်းညာပွင့်လင်းပြောလို့ရှိရင်ကျွန်တော်ထင်တယ်အဲ့ကိစ္စ digest ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ဘယ်ကိစ္စအောင်မှပြဿနာကိုရှောင်လွှဲတာမျိုးမဖြစ်သင့်ဘူးနောက်တစ်ခုကကျွန်တော်မြင်တာကျွန်တော်နိုင်ငံရဲ့အနာဂတ်တည်ဆောက်ရေးမှာ political tolerance အရင်အရေးကြီးပါတယ်နိုင်ငံရေးကတီးခံမှုနိုင်ငံရေးကတကယ်ရင့်ကျက်မှုဟာလားနိုင်ငံရေးကတကယ်ကိုဘယ်ကိစ္စအပေါ်မှာမဆိုကျွန်တော်တို့ရင့်ကျက်မှုကိုပြပြီးတော့အဲ့ tolerance ကိုကျွန်တော်တို့ပြဖို့လိုတယ်အဲ့တော့အဲ့ tolerance ဆိုတဲ့ culture ကျွန်တော်တို့နိုင်ငံမှာထွန်းကားဖို့လိုတယ်ဟိုထစ်ခနဲရှိလို့ရှိရင်ခလုတ်တိုက်လဲအာနာသိန်းဟုတ်တယ်မလားဒီ tolerance တွေပြောင်းနေတာမျိုးတွေအနိုင်ရှုံးလက်မခံနိုင်တဲ့ tolerance ဟိုမတူချင်းကိုလက်မခံနိုင်တဲ့ဒီ tolerance ဒီဟာမျိုးတွေပေါ့ဗျာဒီ tolerance ကကျွန်တော်တို့အရသားနိုင်ငံရေးသမားတွေထဲမှာလည်းထွန်းကားဖို့လိုတယ်အဲ့တော့အဲ့ဒီဟာကိုတော့ကျွန်တော်ထင်တယ်ကျွန်တော်လူဖွဲ့စည်းမှာတော်လန်ပြောင်းလဲနေတဲ့ဟာမှာစနစ်ကိုတွေမဟုတ်ပဲねအတွေးခေါ်တွေကကျွန်တော်တို့အဲ့တော်လန်ပြောင်းလဲမှုမှာတဘာတဲ့ကျွန်တော်တို့ဟိုကျွန်တော်ထင်တယ်ဟိုခေါ်ဆောင်သွားဖို့လိုတယ်ကျွန်တော်တို့အချင်းချင်းမှာအဲ့ကိစ္စအပေါ်မှာဟိုတယောက်နဲ့တယောက်အဲ့တန်ဖိုးနှုံးဆန်နေနဲ့စီးနှောင်ထားဖို့လိုအပ်တယ်လို့မြင်တယ်ဟုတ်ဒီလောက်ပါကျေးဇူးမြတ်ဆရာကိုထုံးကြီးအနေနဲ့ရောဘယ်လိုမျိုးမျှော်လင့်လဲပေါ့ဆရာတို့ကိုယ်တိုင်လည်းအခုဟာဒီတမိုင်းတစ်ခုရေးထိုးနေရတဲ့မှာပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်တယ်ဒီရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအပါအဝင်ဒီဖက်ဖစ်တက်ကနေပြီးတော့ဒီမတရားဒီပြုကျင့်တာခံရတဲ့ဒီလူနည်းစုတွေအတွက်ကိုဒီနိုင်ငံတကာခုံရုံးတွေထိရအောင်ဆရာတို့ကိုယ်တိုင်ဒါဟိုတရားဆွေးနိုင်ခဲ့တယ်အခုလက်ရှိဒီလေဒီတရားမျှတမှုရှာဖွေနေပဲဖြစ်တယ်အဲ့တော့ဆရာတို့ရဲ့မျှော်လင့်တဲ့ဒီအနာဂတ်နဲ့ဒီမျှော်လင့်ထားတဲ့ရေးထိုးနေတဲ့တမိုင်းအောင်ဘယ်လိုပုံစံမျိုးဖြစ်မလဲဆရာကျွန်တော်တို့မြင်ကျင်တဲ့အနာဂတ်ဖက်ဒရယ်ပြည်တော်စုပေါ့နော်ရိုဟင်ဂျာတွေဒီကျွန်တော်အစားပိုင်းကပြောစောဒကတိကကျွန်တော်စောစောတုန်းကပြောလိုက်သလိုပေါ့ကျွန်တော်တို့ဒီတရားမဝင်ခိုးဝင်ပင်ကလေးမဟုတ်ဘူးကျွန်တော်တို့ဒီဌာနေရခိုင်ပြည်နယ်ရဲ့ဌာနေထိုင်းရင်းသားတွေဖြစ်တယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ကျွန်တော်တို့နိုင်ငံရဲ့လူလည်ရရှိရတဲ့ကျိုးပဲဒါကနေစပြီးတော့ရိုဟင်ဂျာတွေကတစိတစ်ပိုင်းကနေပါဝင်ခဲ့တယ်ပြီးတော့မြန်မာနိုင်ငံအစိုးရကဏ္ဍအားလုံးပေါင်းစုံမှာရိုဟင်ဂျာတွေကအခမ်းကဏ္ဍပေါင်းစုံကပါဝင်ခဲ့တယ်ပြောမယ်ဆိုရင်ကျွန်တော်အမေတို့ဘက်ကအမျိုးတွေအားလုံးကအစိုးရဝန်ထမ်းပဲကျွန်တော် personally တခုပြောတာတော့အဲ့ဒါဖြတ်ပလိုက်ပါလားပြောမယ်ဆိုရင်ရိုဟင်ဂျာအများစုကတကယ့်ကိုမြန်မာလူလေးရရှိရတဲ့တိုက်ပွဲဝင်တဲ့ထက်မှလည်းရိုဟင်ဂျာတွေပါခဲ့တယ်လူလေးရရှိပြီးနောက်ပိုင်းမှာလည်းခဏလောက်ကကျွန်တော်စောစောတုန်းကပြောလိုက်သလိုပြောခဲ့သလိုပေါ့နော်ကျွန်တော်စောစောတုန်းကပြောခဲ့သလို
1947 constitution draft လုပ်တဲ့အချိန်မှာရိုဟင်ဂျာတွေကပါဝင်ပြီးတော့ဒီအဲ့ဒီ drafting committee မှာပါခဲ့တယ်ပြီးတော့48နောက်ပိုင်းမှာလည်းရိုဟင်ဂျာတွေဒီတခြားလူမျိုးများနဲ့ဤတူအခွင့်အရေးတွေရှိခဲ့တယ်ဘယ်လိုဖြစ်လို့ဒီနေ့ရိုဟင်ဂျာကကျွန်တော်တို့ကဒီမေးခွန်းကိုကျွန်တော်ထပ်ပြီးတော့မေးမယ်ဘာဖြစ်လို့ရိုဟင်ဂျာကဒီနေ့ရိုဟင်ဂျာမေးခွန်းကိုမေးရတယ်လဲဆိုဒါတွေအကုန်လုံးက1960နောက်ပိုင်းမှာစစ်တပ်ကစတင်ခဲ့တဲ့လူမျိုးရေးခွဲခြားပြီးတော့ဒီရိုဟင်ဂျာလူမျိုးကိုတခါတည်းကလူမျိုးတုံးတပ်ဖြတ်မှုလုပ်ပြီးတော့ရှင်းလင်းအောင်စင်ပန်ငယ်တစ်ခုနဲ့လုပ်ခဲ့တာဟာအဲ့ဒါကိုဒီနေ့ထက်ထိကျွန်တော်တို့စစ်တပ်ဦးနေဝင်းဥဆောင်တဲ့စစ်တပ်ကနေလုပ်ခဲ့တဲ့ဟာဒီနေ့ထက်ထိကျွန်တော်တို့ခံနေရတော့ပဲအဲ့ဆိုကျွန်တော်ဖုံပေါ်ကျင်တာက48လွတ်လပ်ရပြီးတဲ့နောက်ပိုင်းမှာရိုဟင်ဂျာတွေနဲ့တခြားလူမျိုးတွေဘယ်လိုရှိနေခဲ့လဲကျွန်တော်တို့ခဏပြောတယ်ဒီစကား the most progressive time in Burma is 1948 to 1962အဲ့တော့တကယ်ကိုကျွန်တော်တို့နိုင်ငံကတကယ်ကိုတိုးတက်ခဲ့တယ်တကယ်ကိုထိပ်ပိုင်းမှာရှိခဲ့တယ်အာဆီယံမှာတော့အဲ့လိုရှိပြီးတော့အခုဘယ်လိုဖြစ်ဘာဖြစ်လို့ဒီလိုဖြစ်သွားတာလဲဆိုတာဒါစစ်တပ်ရဲ့နှိပ်ခွင့်မှုစစ်တပ်ရဲ့စစ်တပ်ကဖျက်ဆီးပလိုက်တာပေါ့နော်အဲ့လိုကြတော့ကျွန်တော်တို့နောက်20ကိုနောက်နှစ်ပေါင်း20အကြာမှာသမိုင်းဆံမျက်နှာကစစ်တပ်ကနေကျွန်တော်တို့ကိုဒီလိုစစ်တပ်ကနေရိုဟင်ဂျာလူမျိုးတွေကိုနှစ်ပေါင်းများစွာဖိနှိပ်ရှုပ်ချေပြီးတော့နောက်ပိုင်းမှာအဆူလိုက်အပြုံလိုက်လူမျိုးတို့အဆူလိုက်အပြုံလိုက်ကျွန်တော်တို့ရိုဟင်ဂျာတွေကိုတပ်ဖြတ်မှုကြီးတစ်ခုကိုလုပ်ခဲ့တယ်2019မှာပေါ့နော်ပြောမယ်ဆိုရင်ကြီးပေါ့ရေရွှေရှက်ရှိနဲ့ကျွန်တော်တို့လူမျိုးတွေကိုဖျက်ဆီးခဲ့တယ်အဲ့ဒါကိုတစ်ဖက်မှာကတော့အနာဂတ်အခု Federal ပြည်ထောင်စုကိုတွားမယ်ဆိုရင်တကယ်ကိုကျွန်တော်တို့ commitment နဲ့တွားမယ်ဆိုရင်ကျွန်တော်တို့မြင်ချင်တာကတော့ဒါတွေကိုတစ်ဖက်မှာအဲ့ဒီအချိန်တုန်းကလူအဖွဲ့အစည်းတစ်ခုလုံးကကျွန်တော်တို့ကိုလက်မခံခဲ့ဘူးလူအဖွဲ့အစည်းတစ်ခုလုံးကကျွန်တော်တို့ကိုဘေးဖေထားခဲ့တယ်နိုင်ငံတကာမှာလည်းတရားစီရင်မှုတွေရှိခဲ့တယ်ဆိုတဲ့သမိုင်းတစ်ခုရှိမယ်အဲ့ဒီမှာကျွန်တော်ကတော့ရေးတင်းနေပြောချင်တာကျွန်တော်တို့ရိုဟင်ဂျာတွေသည်ရိုဟင်ဂျာပါဝင်နိုင်ငံသူနိုင်ငံသားအားလုံးတရားမျှတမှုရရှိရတဲ့ရှေ့တန်းကနေတိုက်ပွဲဝင်ပြီးတော့ကျွန်တော်တို့ကစူးစမ်းအစွမ်းကုန်စူးစမ်းပြီးတော့ကျွန်တော်တို့မှာ permanent ရရှိအောင်ဒီကျွန်တော်တို့လုပ်ခဲ့တယ်ဒါပေမဲ့ဒါသည်ရိုဟင်ဂျာအတွက်တတ်မဟုတ်ဘူးကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအလုံးအတွက် justice for all the people of Burma အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ပြောအဲ့ဒါကိုတော့ကျွန်တော်အနေနဲ့ပြောချင်တယ်ပြီးတော့ဒါရိုဟင်ဂျာလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရိုဟင်ဂျာဘက်ကနေကျွန်တော်တို့ဘေးဖေခံရသည့်တိုင်အောင်ကျွန်တော်တို့ကတရားမျှတမှုရရှိရတဲ့တနိုင်ငံလုံးတရားမျှတမှုရတနိုင်ငံလုံးကျွန်တော်နိုင်ငံသူနိုင်ငံသားလုံးတရားမျှတမှုရရှိရတဲ့ကျွန်တော်တို့လုပ်ခဲ့တယ်ဆိုတော့သမိုင်းတစ်ခုကိုလေးရှိရမယ်ကျွန်တော်တစ်ဖက်မှာဘေးဖေခံရခဲ့တယ်နောက်ကြတော့ကျွန်တော်တို့မြင်ကျင်တဲ့အနာဂတ်ကကြတော့အားလုံးပါဝင်တဲ့အနာဂတ် Federal ပြည်ထောင်စုမှာအားလုံးပါဝင်တဲ့အနာဂတ် Federal ပြည်ထောင်စုကြီးမှာကျွန်တော်တို့ကတခြားလူမျိုးများတော့နေတူကျွန်တော်တို့ရဲ့အခွင့်အရေးပေါ့နော်ဒန်းလူမျိုးခွင့်ရေးဒန်းတူခွင့်ရေးပေါ့နော်တခြားလူမျိုးများတော့နေတူဒန်းတူခွင့်ရေးကိုကျွန်တော်တို့ရပြီးတော့ကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့ကိုဒီလိုမားခဲ့တဲ့အမားတွေကိုဝင်ရှားတောင်းပန်ခဲ့တာအဲ့လိုပြီးတော့တစ်ဖက်မှာတကယ်ကိုဒီလိုလူအဖွဲ့အစည်းကတစ်ချိန်လုံးကလက်မခံခဲ့ပေမဲ့ဖယ်ထားခဲ့ပေမဲ့တခါပြန်ပြီးလက်ခံလာတယ်တခါဓာတ်တွေကိုဒီအမားတွေကိုပြင်ဆင်ပြီးတော့ဝင်ရှားတောင်းပန်လာတယ်တကယ်ကိုဓာတ်တွေကကိုယ်တွေကျွန်တော်တို့လုတ်ခဲ့တဲ့ဟာကိုတကယ်အမားကြီးတစ်ခုပါလားဆိုပြီးတော့အဲ့လိုမျိုးပုံစံတစ်ခုဖြစ်လာတဲ့ Federal အနာဂတ် Federal ပြည်ထောင်စုတစ်ခုကျွန်တော်တို့လိုလားပါတယ်ပြီးတော့လူမျိုးခွဲခြားရေးဘာသာရေးခွဲခြားရေးမရှိဘဲနဲ့အားလုံးလူမျိုးတိုင်းကိုယ်ဂုဏ်သိက္ခာဘာသာလူမျိုးတိုင်းအားလုံးဂုဏ်သိက္ခာနဲ့
ဂုံတိတ်ကိုက်ရှိရှိနဲ့နေနိုင်တဲ့နိုင်ငံတစ်ခုဖြစ်မှာမယ်လို့ကျွန်တော်အနေနဲ့ဖြစ်နိုင်မလို့ကျွန်တော်အနေနဲ့အဲ့လိုတမိုင်းစာမျက်နှာတစ်ခုကျွန်တော်မြင်ချင်ပါတယ် ဟုတ်ကဲ့ဖျားလူဖင်မတို့အားလုံးတကယ်ကျေးဇူးတင်တယ်ဒီကျွန်တော်တို့အနာဂတ်နိုင်ငံတွေတည်ဆောက်တဲ့နေရာမှာအားလုံးပါဝင်ရေးတန်းတူညီမျှရေးနဲ့ဒီ Federal အခွင့်အရေးတန်းတူကိစ္စတွေဘလုံးဒီပုံမှန်လေးဆွေးနွေးသွားတယ်အထူးသဖြင့်ကျွန်တော်တို့မြင်ကျင်တဲ့အနာဂတ်နိုင်ငံတို့အနာဂတ်လူအဖွဲ့အစည်းဒါတွေနဲ့ပတ်သက်ပြီးတော့လည်းပြောသွားသလိုဒီဆွေးနွေးရတာတော့အချက်လက်တွေများပေမဲ့ကျွန်တော်တို့တကယ်တမ်းပို့လို့ဆောင်တဲ့နေရာမှာတော့ဒီထက်မကအများကြီးအခက်အခဲတွေဖိန်ခေါ်ချက်တွေလည်းရှိအောင်ပါဒါပေမဲ့ကျွန်တော်တို့ဒါမျိုးတွေးဆုံဆွေးနွေးလို့ဆွေးနွေးမှုတွေကနေပြီးတော့ရလာတဲ့အချက်တွေကနေပြီးတော့တကယ်လှုပ်ဆောင်တဲ့အလုပ်တွေမှာလည်းကျွန်တော်တို့ဒီလက်တွေ့အသုံးဝင်အောင်အကျိုးရှိအောင်လှုပ်ဆောင်နိုင်ကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ပြီးတော့ဒီဒါမျိုးဆွေးနွေးပွဲတွေကိုလည်းကျွန်တော်အခါအရောစွာဆက်ပြီးတော့လုပ်ချင်ပါတယ်ဆရာတို့ဆရာမတို့ပါဝင်ပြီးမှုလည်းကျေးဇူးတင်သလိုနောင်လုပ်မဲ့ဒီပွဲတွေမှာလည်းပါဝင်ပေးဖို့အတွက်လည်းမျှော်လင့်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဆရာတို့ဆရာမတို့